အစဉ်ပြေဖို့အတွက်မေတ္တာရှိပါငြိမ်းအေးဖို့အတွက်သစ္စာသိပါကိုခေါင်းထဲပေါ်လာတဲ့တရားကောင်းစဉ်လေးကိုကိုသဘောကျတရားဓမ္မတွေတရားနာတဲ့လူတွေတရားတွေအကုန်လုံးမမှတ်မိအောင်တောင်တရားကောင်းစဉ်လေးမှတ်မိမယ်ဆိုရင်တောင်တော်တော်ကောင်းမှာလို့ကိုတွေးပြီးတော့လည်းပြုံးမိအစဉ်ပြေဖို့အတွက်မေတ္တာရှိပါငြိမ်းအေးဖို့အတွက်သစ္စာသိပါတရားပဲပြီးလို့ရှင်ပြန်မေးမယ်နော်အစဉ်ပြေဖို့အတွက်မေတ္တာရှိပါငြိမ်းအေးဖို့အတွက်သစ္စာသိပါအဲ့တော့အစဉ်ပြေဖို့အတွက်မေတ္တာရှိပါဆိုတာလေးကိုစပြီးတော့ဘုန်းဘုန်းတို့ပြောကြည့်ရနော်မိနစ်20လောက်ပြောအောင်နော်အစဉ်ပြေဖို့အတွက်မေတ္တာရှိပါတဲ့ဘဝခရီးဆိုတာတကယ်တမ်းဉာဏ်နဲ့စီစစ်ကြည့်မယ်ဆိုလို့ရှိရင်ကြမ်းတမ်းပါတယ်ဘုန်းတို့လူဘဝကြီးမွေးတာနဲ့သေတာရဲ့ကြားထဲမှာစိတ်ဆင်းရဲတရားတွေပူလောင်စရာတွေအများကြီးကိုဘုန်းတို့တွေကတွေ့ရတယ်ကြုံရတယ်ဇာတိပိစ္ဆရာဇရာမရဏတောကပိတေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိညာတိုင်းပရိစ္ဆေသမုပ္ပါဒေသနာကိုတချို့ရွတ်ဖတ်ပူဇော်နေကြတာရှိလူရည်လို့ဖြစ်လာလို့ရှိရင်ဒီဖြစ်လာတဲ့သဘာဝဟာတဖြည်းဖြည်းနဲ့အိုဟောင်းလာတဲ့သဘောနာကျင်ခက်ခတ်မှုကိုဖြစ်ပေါ်စေပြီးတော့ဒီလိုပဲပျက်စီးသွားရတဲ့သဘောဒါတွေဟာတေချာပေါက်မလွဲမသွေဖြစ်ကိုဖြစ်လာမဲ့တရားတွေသဘာဝတွေနော်အဲ့ဒါလိုမွေးတာနဲ့သေတာရဲ့ကြားထဲမှာဒါတွေဖြစ်တာလားဆိုတော့မဟုတ်ဘူးတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိစိုးရိမ်စရာတွေနဲ့တွေ့ပြီးတော့စိုးရင်ရတာငိုစရာတွေနဲ့တွေ့ပြီးတော့ငိုရတာကိုယ်ဆင်းရဲစရာတွေနဲ့တွေ့ပြီးတော့ကိုယ်ဆင်းရဲရတာစိတ်ဆင်းရဲစရာတွေနဲ့တွေ့ပြီးတော့စိတ်ဆင်းရဲရတာအခက်မသိလို့ရှိရင်အလွန်မှကြမ်းတမ်းတဲ့လောကဓာတ်ကြီးတွေတွေ့ပြီးတော့နော်အလွန်မှပင်ပန်းရတဲ့ဥပါယတဆိုတဲ့တရားမျိုးကိုတော့ဘုံဘုံတို့တွေဟာတွေ့ရတယ်ကြုံရတယ်ဒါလူရည်လို့ဖြစ်လာတဲ့အတွက်ကြောင့်နောက်ဆက်တွဲဘုံဘုံတို့မဖြစ်မနေတွေ့ကြုံရမယ်ရလတ်ဆိုးတွေပေါ့နော်ဒါကြောင့်ဘဝခရီးဟာတာယာချောမွေ့နေတာမဟုတ်ဘူးတကယ်ကဟောရင်အစင်မပြေမှုကြားထဲမှာဘုံဘုံတို့ဟာသွားနေတာပဲအစင်မပြေမှုကြားထဲမှာသွားနေတာအဲ့ဒါအစင်ပြေဖို့အတွက်ဘုံဘုံတို့တွေဟာဘယ်တရားလေးကိုအားကိုးပြီးတော့ဘဝခရီးကိုသွားလာသင့်တယ်လေလို့အနှစ်ချုပ်ပြီးတော့ဝေဖန်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်နှလုံးမှာမေတ္တာတရားကင်းဝတ်စေပြီးတော့ဘဝခရီးကိုသွားမယ်ဆိုလို့ရှိရင်အများကြီးအဆင်ပြေနိုင်တယ်ပေါ့နော်စိတ်နှလုံးထဲမှာမေတ္တာဓာတ်တွေကင်းဝတ်စေပြီးတော့ဘဝခရီးကိုသွားမယ်ဆိုရင်အများကြီးအဆင်ပြေနိုင်တယ်အဲ့တော့မေတ္တာဆိုတာဘာတော့ဉာဏ်ဉာဏ်ဖြင့်တော့ပေးတဲ့တို့လည်းနားလည်ကြပြီးသားပါမေတ္တာဆိုတာတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးကိုမေတ္တာလို့ခေါ်တယ်ရိုးရိုးလေးနော်မေတ္တာဆိုတာကိုချစ်ခြင်းလို့ဘာသာပြန်တာကနည်းနည်းရောထွေးမှုရှိတယ်လိုရင်းအိဗယ်ထိမရောက်ဘူးတော့မေတ္တာဆိုတာတကယ်တမ်းကတတ္တဝါတွေကိုချမ်းသာစေခြင်းတာတော့တတ္တဝါတွေချမ်းသာစေခြင်းနဲ့တတ္တဝါတွေချမ်းသာဖို့ဆိုလို့ရှိရင်တစ်ချက်ဘေးရန်ကင်းမှသာချမ်းသာဒါကြောင့်ဘေးရန်ကင်းကြပါစေလို့စိတ်ညွတ်ရတယ်နှစ်ချက်ကျမ်းမာရေးကောင်းမှတတ္တဝါတွေချမ်းသာမယ်ကျမ်းမာရေးဖောက်ပြန်ရင်မချမ်းသာဘူးဒါကြောင့်ကျမ်းမာရေးလည်းကောင်းကြပါစေလို့လုပ်ရတယ်ဘုံဝချက်တတ္တဝါတွေစိတ်ဒုက္ခရောက်စရာတွေကြုံပြီးတော့စိတ်ဒုက္ခတွေဖြစ်နေရင်လည်းချမ်းသာမလားမချမ်းသာဒါကြောင့်စိတ်ဆင်းရဲခြင်းလည်းကင်းကြပါစေလို့လုပ်ရတယ်အကျဉ်းများဖြင့်မေတ္တာရဲ့သဘာဝလေး၃မျိုးပြမနဲ့လူတတ္တဝါဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဒီလောက်ဆိုလို့ရှိရင်တော်တော်လုံလောက်သွားပြီဒီဆိုရိုးလေးကိုအရကျက်ပြီးတော့စိတ်ပါသည်ဖြစ်သည်မပါသည်ဖြစ်စေထက်ကရွတ်ဆိုပြီးတော့ဒီကောင်းမြတ်တဲ့အလေးကျင့်လေးကိုလေ့ကျင့်ကြည့်လိုက်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာမေတ္တာဓာတ်တွေဖြစ်ပေါ်လာတာကိုတဖြည်းဖြည်းနဲ့တွေ့နိုင်တယ်ပေါ့ပြမနဲ့လူတတ္တဝါဟူသည်မြတို့သည်အပေါ်ကနေဆင့်လာနော်ပြမနဲ့လူ
တတ္တဝါဟူသည်များတို့သည်ဆိုတာအပေပုံသားတွေကိုရည်ညွှန်းတယ်နော်ပြမနဲ့လို့တတ္တဝါဟူသည်များတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေအလုံးမငြိမ်အေးတဲ့အည်အသွေးမြင့်တဲ့စိတ်ထားလို့ဆိုရမယ်ဒီမေတ္တာဓာတ်မေတ္တာတရားဆိုတာတတ္တဝါတွေရဲ့အပေါ်မှာအလွန်အဆင့်မြင့်တဲ့ကိုယ့်ရဲ့တုံ့ပြန်မှုတစ်မျိုးလို့ဘုံဘွားတော့အဲ့လိုလေးမြင်မိဘုံတို့အသက်ရှင်တဲ့နေထိုင်စဉ်အတွင်းမှာကိုယ်ဝန်းကျင်မှာအထူးသဖြင့်လူသားတွေရှိတယ်နော်ဒီအာယုန်တွေကိုဘုံတို့ဘလို့မှရှောင်ကွင်းလို့မရအဲ့တော့ဒီအာယုန်ဒီဝန်းကျင်တွေတွေ့လာတဲ့အခါမှာဘုံတို့ရဲ့စိတ်ကများသောအားဖြင့်ဒီလူသားတွေရဲ့ပုံမှာအထူးသဖြင့်ပေါ့နော်လူသားတွေရဲ့ပုံမှာဘလို့စိတ်နဲ့ပဲတုံ့ပြန်မှုများလဲဆိုရင်အလိုမကျတဲ့စိတ်နဲ့ပဲတုံ့ပြန်ကြတာများဒါလက်တွေ့လေးကိုဘုံဘုံပြောတာပါစိတ်တိုင်းမကျတဲ့သဘောလေးနဲ့ပဲတုံ့ပြန်မှုတွေများအဲစိတ်တိုင်းမကျတာပါတော့ဆိုတော့ဒေါသပဲတကယ်ကအဲ့ဒီဒေါသဟာဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့ဆိုးဝါးတဲ့ကံတရားပဲသူကတချို့ကံမကောင်းမှုပြောကြတာရှိတယ်နော်ကံဆိုတဲ့စကားလုံးကိုသုံးကြတာရှိအဲ့ဒါဒေါသဟာဆင်းရဲတဲ့အကျိုးရလဒ်ကိုပေါက်ဖွားစေတတ်တဲ့မျိုးစိအကြောင်းတရားသူရဲ့ဆန့်ကျင်ဘက်မေတ္တာတရားကတော့အလွန်ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားဒါကြောင့်တတ္တဝါတွေရဲ့အပေါ်မှာအလိုမကျမှုနဲ့တုံ့ပြန်နေတတ်တဲ့အလေးကျင့်ဇိုးရဲ့နေရာမှာချမ်းသာစေခြင်းနဲ့ဆိုတဲ့အလွန်မွန်မြတ်တဲ့တုံ့ပြန်မှုလေးနဲ့ဘုံဘုံတို့ဘာလို့နိုင်ဖို့လို့တော့အစားထိုးနိုင်ဖို့လို့ကိုယ်စိတ်ကလေးကိုကိုအမိဖမ်းကြည့်နော်တွေ့ကြုံနေရတဲ့အထူးသဖြင့်လူသားတွေရဲ့အပေါ်မှာဒီအာယုန်တွေရဲ့အပေါ်မှာကိုဟာဘလို့စိတ်နဲ့တုံ့ပြန်နေတတ်တယ်လဲဆိုရင်များသောအားဖြင့်ဘလို့စိတ်နဲ့တုံ့ပြန်တာတော့စိတ်တိုင်းမကြမှုနဲ့ပဲတုံ့ပြန်ကြတာဟုတ်တယ်မဟုတ်လားအဲ့ဒီအခြေအနေရဲ့နေရာမှာဘုံဘုံတို့တွေကမေတ္တာတရားနဲ့အစားထိုးဖို့လိုအပ်တယ်ပေါ့အဲ့ဒီမေတ္တာလေးနဲ့နေမယ်ဆိုလို့ရှိရင်ဒါတရားကောင်းစဉ်လေးကိုမမေ့နဲ့ဟုတ်လားအစဉ်ပြေဖို့အတွက်မေတ္တာရှိပါအဲ့ဒီမေတ္တာကိုယ်တန်တာမှာဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဘလို့အကျိုးရလဒ်တွေကိုဖြစ်ပေါ်စေတယ်လေဒါကျုပ်တို့တာမန်ဉာဏ်နဲ့ပြည့်စုံအောင်မမြင်နိုင်ဘူးမေတ္တာတရားရဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွန့်ရည်တတ္တိတွေကိုဘုရားကလွယ်လို့ဘယ်သူမှအကုန်မမြင်နိုင်ဘူးအဲ့ဒီတိုင်းလဲမြတ်စွာဘုရားဟောတာတယ်မြတ်စွာဘုရားတော့အများကြီးမြင်တော်မူတယ်အဲ့ဒီမြင်တော်မူခဲ့တာတည်းကလူရင်းလေးချုပ်ပြီးတော့မြတ်စွာဘုရားဟောတာတယ်အင်္ဂုတ္တပါဠိတော်ဧကတတနိဗ္ဗာန်မှာတွေ့ရတယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဟောပြောချက်တွေကိုလည်းဟောဒီပေသက်တွေရဲ့နှုတ်ဖျားထဲမှာရှိနေပြီးသားအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင်းလက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာတေကမတွေ့လားလေပြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးသည်မဟာကြီးဆိုဘုရားကြီးရဲ့ကြည်စူးကြောင့်ဘုံဘုံတို့ရဲ့နှုတ်ထဲမှာလွယ်လွယ်ကူကူမြတ်စွာဘုရားရဲ့နော်အဆုံးအမကိုဘုံဘုံတို့ဆောင်းထားနိုင်ခွင့်ရှိထားတာနော်အိမ်နိုးချမ်းသာမေတ္တာတက်ရှိမယ်ဆိုလို့ရှိရင်ချမ်းသာသာအေးရတယ်ချမ်းသာသာနိုးထားရတယ်ဒါကိုဘုံဘုံတို့ကပေါ့လေးမစင်သားနဲ့လူတယောက်ညအိတ်တဲ့အခါမှာချမ်းသာသာလေးအေးရတယ်နိုးရင်လည်းကြီးသာသာလေးနိုးရတယ်ဆိုတာတနေ့ကုန်နေထားတဲ့အနေထားလေးပေါ်မှာမူတည်တယ်နော်နိုးချနေစဉ်အတွင်းမှာဘုံဘုံတို့ကလောဘဒေါသတွေမှွန်းထူပြီးတော့စိတ်တိုင်းမကြမှုတွေနဲ့ညှဉ်းနှွမ်းမှုတွေနဲ့တကယ်ကိုအစဉ်အတန်းနှိမ့်ပြီးတော့နေထားမယ်ဆိုရင်ညမှာချမ်းသာသာအိပ်ဖို့ဆိုတာသိမျှော်လင့်လို့မရသေချာစဉ်းစားနော်ချမ်းသာသာမှအိပ်မပြောတဲ့လူတယောက်ဟာချမ်းသာသာနိုးလာတယ်ဆိုတာမဖြစ်နိုင်ဒါကြောင့်ဘုံဘုံတို့ချမ်းသာသာအိပ်ပျော်ရဲ့လားနိုးလာတဲ့အခါမှာလည်းပဲငါကြီးသာသာတကယ်ကိုစိတ်ကလေးကဆင်းရဲမှုကင်းပြီးတော့ပူပန်မှုကင်းပြီးတော့နိုးလာတာဟုတ်ရဲ့လားများသောအားဖြင့်ဘုံဘုံတို့အိယာနိုးပြီဆိုရင်စိုးရင်တွေကခေါင်းထဲကိုအရင်ရောက်လာတာဒါကအလေးအကျင့်ဖြစ်နေတာဆိုတော့ဒါကိုယ့်ရဲ့ဒီစိတ်အနေထားလေးကိုယ့်ဘဝချမ်းသာသလားဆင်းရဲသလားဆိုတာလေးကိုပြန်ပြီးတော့စစ်ဖို့ဘုံဘုံကသတိပေးတဲ့အနေနဲ့ပြောပြတာပိုက်ဆံရှိတာမရှိတာနဲ့မဆိုင်ဘူးနော်လူအစဉ်တန်းမြင့်တာမမြင့်တာလည်းမဆိုင်ဘူးနော်သူတဏီကုံဘလို့နေတယ်လေဘလို့စိတ်တွေနဲ့နေတယ်လေအကယ်၍သာမေတ္တာစိတ်ဓာတ်အားကြီးမယ်ဆိုလို့ရှိရင် तू ချမ်းသာအိတ်ကိုအိတ်ရလိမ့်မယ်ဘောကမအိတ်လို့မရဘူးမအိတ်လို့မရဘူးအိတ်ပျော်ခြင်းဆိုတာနော်လိုအပ်တယ်ဒီဥစ္စာကသိလား
တော့ဘုန်းတို့အိပ်ပျော်တဲ့အခါမှာချမ်းချမ်းသာသာအိပ်ပျော်ဖို့လိုတယ်နိုးရင်လည်းပဲကြီးကြီးသားသားလေးအေးအေးလေးဝါပြီးတော့လန်းလန်းဆန်းဆန်းနိုးလာဖို့လိုတယ်အဲ့ဒီအကျိုးရလဒ်ကိုမေတ္တာတရားကပေးနိုင်တယ်ဒုက္ခံသူပတိဒုက္ခံပရိပု္ပ္ဇတိချမ်းချမ်းသာသာအိပ်ဆက်ရတယ်ချမ်းချမ်းသာသာနိုးထားရတယ်နပါပကနသူပိနပတ္တိဟောအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်အိပ်ဆက်နေတဲ့အချိန်မှာဘုန်းတို့အိမ်မက်မက်တာတွေရှိတယ်အိမ်မက်မက်တဲ့အချိန်ထိတောင်လိုက်ပြီးတော့တနည်းအားဖြင့်အိမ်မက်ထဲတောင်လိုက်ပြီးတော့မေတ္တာတရားကစောင့်ရှောက်နိုင်တယ်လို့ပြောတယ်ကြောက်လန့်ပေါ်ရာတွေဘဝရဲ့အနာယူနေတဲ့အချိန်လေးမှာတောင်ကောင်းကောင်းအနာမရတဲ့အနေအထားမျိုးမဖြစ်အောင်မေတ္တာတရားကစောင့်ရှောက်နိုင်တယ်အဲ့ဒီဒီမြတ်စွာဘုရားမြင်တယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်ဟောကိုဝင်းကျင်မှာရှိတဲ့လူတွေရဲ့မေတ္တာကိုလွယ်လွယ်တကူရနိုင်ဘုန်းတို့မသိနိုင်တဲ့အနေအထားတစ်ခုကကိုဝင်းကျင်မှာရှိတဲ့မမြင်ရတဲ့အာမနုဿလို့ဆိုတဲ့တခြားသောလူမဟုတ်တဲ့တရားတွေရဲ့မေတ္တာကိုလည်းဘုန်းတို့အလွယ်တကူရနိုင်မာစီဆိုကြီးရတာကိုချစ်လျက်လူနတ်လူတွေရဲ့မေတ္တာနတ်တွေရဲ့မေတ္တာကိုရနိုင်တယ်လို့ပြောတာမူရင်းပါဠိတော်ကမနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိလူတွေဟာကိုယ့်ကိုချစ်ကြလိမ့်မယ်အမနုဿာနံဟောအမနုဿဆိုတော့ဘလို့လူမဟုတ်တဲ့တခြားတရားတွေအကုန်လုံးကိုယူလို့မရဘူးလားရနော်ဆိုကြီးရတော့ကာယံကိုက်အောင်တနည်းအားဖြင့်အဓိကကြတဲ့နတ်တွေကိုပဲထည့်ပြီးတော့ရေးလိုက်တာနော်ချစ်လျက်လူနတ်တကယ်ကလူနဲ့နတ်တင်ချစ်တာမဟုတ်ဘူးနော်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိလူတွေရဲ့ချစ်ချင်းကိုလည်းရမယ်လူမဟုတ်တဲ့တခြားသောတရားတို့ရဲ့ချစ်ချင်းကိုလည်းရလူတွေဆိုတာကကိုယ့်ကိုသူများချစ်တယ်လို့သိရတာကိုယ့်ကိုသူများချမ်းသာစေခြင်းတဲ့စိတ်တွေရှိနေတယ်ကိုယ့်ဘောမှာကောင်းမွန်တဲ့စိတ်ထားတွေရှိနေတယ်လို့သိရတာအလွန်ရတာရှိကိုယ်မုန်းနေတယ်လို့များသိရမယ်ဆိုရင်ဘယ်လိုနေမလဲတော်တော်ဆင်းရဲတယ်နော်ဒီကိစ္စအဲ့တော့သူများရဲ့အမုန်းဆိုတာကိုယ့်ကိုအများကြီးဆင်းရဲစေတယ်စัจ jin ပဲအနေနဲ့သူများရဲ့မေတ္တာကိုယ့်ကိုအများကြီးချမ်းသာစေတယ်အဲ့လိုသူများရဲ့မေတ္တာကိုယ့်စီကိုတက်ရောက်ခြင်းတဲ့ဆိုရင်ကိုယ့်ရဲ့မေတ္တာဟာသူများရဲ့ပုံမှာအရင်တက်ရောက်အောင်ကိုဟာကြိုးပမ်းအထောက်ရမယ်ဒါပြောတာနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်စောင်းလက်နတ်များစိတ်မိတာတို့ရှောင်ရှားကိုမှာဟောစောင်းလက်နတ်များဒါကျုပ်တို့မမြင်နိုင်တဲ့ကိစ္စများဆိုတာပဲမြင်တယ်မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်တတ္တဝါအလုံးရဲ့ပုံမှာမေတ္တာတတ်ထားနိုင်တဲ့ပုဂ္ဂိုလ်မေတ္တာတွေနဲ့ထုံမိုးနေပြီဆိုရင်ဒီစိတ်သက်ပိုင်ရှင်ကိုနတ်တွေဟာဘာလို့တည်းတော့စောင်းလျှောက်တယ်တဲ့နတ်စောင်းလျှောက်တာကိုခံရလို့ရှိရင်ကိုကတော့မသိလိုက်ဘူးပေါ့နော်ဘေးရောက်မဲ့နေရာကိုမသွားပြင်းအောင်ဘေးအန္တရာယ်တွေမကြမရောက်အောင်ကာကွယ်ပြီးသားစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ကိုကတော့ဘယ်သူလို့လိုက်မှလည်းမသိဘူးကိုဟာကိုဒီတိုင်းပဲကံပေါ့လို့တချို့လည်းပဲထင်ကြတာပေါ့မေတ္တာတကယ်အားကြီးပြီဆိုလို့ရှိရင်အဲ့ဒီမေတ္တာတရားရဲ့စွမ်းရည်ကြောင့်နတ်တွေကကိုယ်ကိုစောင့်ရှောက်နေတဲ့အပိုင်းဒါကျုပ်တို့မြင်နိုင်သလားမမြင်နိုင်ဘူးသို့တော့မြတ်စွာဘုရားရဲ့အလုံးစုံကိုသိတော်မူတဲ့တပ်ပိယုတဉာဏ်ကိုယုံကြည်သောအဖြစ်ဩဒီစိတ်ထားကနော်ဒီလိုအကျိုးသက်ရောက်မှုရှိသေးတယ်ဆိုတာကိုဘုန်းတို့မလုပ်ကြမှာတော့လက်ခံကြရမယ်ပေါ့နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင်းလက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာနတ္တအဂိဝဝိတံဝတတ္ထဝကမတိနော်အဂိဝတတ္ထဝနတ္တအဂိဝတတ္ထဝဝိတံဝတော့အစိတ်ရဲ့လက်နဲ့ရဲ့မီးရဲ့အဲ့ဒါကြောင့်ကိုယ်ဒုက္ခမရောက်စေဘူးဆိုလိုတာကကိုယ်ဘဝရဲ့ကာကွယ်ရေးတာဝန်ကိုမေတ္တာတရားအပြည့်အဝယူထားနိုင်တယ်လို့ပြောတယ်ဒါကြောင့်ရှိလူကြီးတွေပြောကြတာရှိတယ်ပဂရိဆောင်ခြုံလို့မလုံးနိုင်ဘူးမေတ္တာဆောင်ခြုံမှလုံးနိုင်တာဟိုတလောစီကဘုံဘုံကအဲ့ဒါလေးကိုပြောဖို့ခဏခဏစိတ်ကအဲ့ဒီပေါ်ကိုတက်ရောက်နေလို့မေတ္တာခြုံ၍လုံးပါစေသစ္စာဆောင်၍အောင်ပါစေဆိုပြီးတော့တရားကောင်းစဉ်လေးပြီးတော့တူတူလေးတွေဟောတာရှိတယ်အခုခေတ်ကလည်းအမြဲတမ်းပြောင်းနေတာပေါ့နော်တရားတွေကအဲ့ဒီ TikTok ပေါ်မှာ YouTube ပေါ်မှာအတူလေးတွေကအများကြီးပြန့်နေတာရှိတယ်အဲ့တချို့လည်းပဲနာယူဘူးကောင်းနာယူဘူးလိမ့်မယ်ပေါ့နော်မေတ္တာခြုံ၍လုံပါစေသစ္စာဆောင်၍အောင်ပါစေမေတ္တာတရားလက်ကင်ထားပြီးတော့ကိုယ့်ဘဝကိုလုံခြုံငြိမ်ငြိမ်အေးအေးလေးနေနိုင်ပါစေသစ္စာဆောင်၍အောင်ပါစေဆိုတာကအမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့စိတ်ထဲမှာလောဘမီဒေါသမီငြိမ်းတဲ့တကယ်အောင်မြင်မှုစစ်ကိုရပါစေလို့သူကပြောတာအဲ့ဒီဟာလည်းလေးနဲ့တည်းအခုဒီဟာလည်းပဲအဲ့ဒီဟာနဲ့ခက်ဆင်ဆင်ပဲသို့တော့ဒါလေးကတော့နည်းနည်းလေး
အချိန်နည်းနည်းလေးယူပြီးတော့လူပိတ်တဲ့နည်းနည်းများတဲ့အနေအထားလေးကိုဟောမှဖြစ်တဲ့အတွက်ကြောင့်ဘုံဘုံကနည်းနည်းလေးအသေးစိတ်ပြီးတော့ပြောတာပေါ့နော်အစဉ်ပြေဖို့အတွက်မေတ္တာရှိပါငြိမ်းအေးဖို့အတွက်တစ္ဆာသိပါအခုအစဉ်ပြေဖို့အတွက်ဘုံဘုံတို့အစဉ်ပြေခြင်းကြပါတယ်လူတိုင်းကအစဉ်ပြေခြင်းတယ်ဆိုလို့ရှိရင်ဘုံဘုံတို့ကံကောင်းဖို့လိုတယ်အဲ့ဒီကံကောင်းအောင်ကြိုးစားတဲ့နေရာမှာမေတ္တာတရားဟာဆွမ်းအားကြီးဆုံးပဲကိုယ်ကတတ္တဝါတွေပုံမှာတကယ်ချမ်းသာသေးခြင်းနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ပြောတာဆိုတာတွေးတာချမ်းသာအကုန်လုံးကအလွန်မှမွန်မြတ်တဲ့အလွန်မှအစဉ်အတန်းမြင့်တဲ့ကံတရားတွေကိုဖြစ်စေတယ်ဒါလူရင်းကိုဘုံဘုံကပြောတာပါကိုအဲ့ဒီမေတ္တာတရားကိုယ်ကိုဘယ်လိုစောင့်ရှောက်မလဲမေတ္တာတရားကိုယ်ကိုဘယ်လောက်ထိအစဉ်ပြေစေမလဲဆိုတာတွေကိုမြတ်စွာဘုရားမြင်တော်မူတာကိုဘုံဘုံတို့တစ်ဆင့်ပြန်ပြောတယ်ပေါ့နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနတ်စောင့်လက်နတ်များစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်တဲ့ဟောတုဒ္ဒံစိတ်တံတမာရိယတိနော်မေတ္တာဓာတ်ကိုကိုယ်တတ္တမှာများလာအောင်လေ့ကျင့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာမြန်မြန်ဆန်းဆန်းငြိမ်ကျသွားတယ်တခြားသောကမ္မထံတရားတွေမှာဒီလိုဟောတာကိုဘုံဘုံတို့သိပြီးတော့မတွေ့ရဘူးဒီမေတ္တာတရားမှာတော့မြတ်စွာဘုရားအဲ့လိုဟောတာတယ်ကျတို့စိတ်တည်ငြိမ်မှုကိုလွယ်လွယ်တကူရနိုင်တယ်ပေါ့စိတ်တည်ငြိမ်လို့ရှိရင်ဘုံဘုံတို့နဲ့ဆိုင်တဲ့အကျိုးရလဒ်ကိုဘာလို့မျှော်လင့်တဲ့လဲဆိုလို့ရှိရင်တမာရီတော်ဘိက္ခွေဘိက္ခုယထာဘုဒ္ဓမဇာနာတိတည်ငြိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာဟုတ်သည့်တိုင်မှန်သည့်တိုင်သိလိမ့်မယ်မြင်လိမ့်မယ်ဟုတ်သည့်တိုင်မှန်သည့်တိုင်သိတယ်ဆိုတာဘာပြောတာလဲဆိုတော့ဘဝဆင်းရဲခြင်းပဲလို့တကယ်သိသွားတာနောက်ပိုင်းပြောမဲ့သစ္စာဟုတ်လားဘဝရဲ့ပုံမှာဆင်းရဲလို့မသိတဲ့အတွက်ကြောင့်လိုချင်မိတဲ့မမောမိတဲ့တွေ့တာမိတဲ့လောဘသည်ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားပဲဆိုတဲ့အချက်ကိုလည်းပဲမှန်ဟုတ်သည့်တိုင်မှန်သည့်တိုင်သိသွားမယ်ဒီလောဘငြိမ်းခြင်းဒီဒုက္ခငြိမ်းခြင်းပဲဆိုတာကိုလည်းအမှန်တိုင်းသိမယ်အမှန်မြင်မှုတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးဒီဒုက္ခငြိမ်းရသူဆက်ရောက်ရှိတဲ့လမ်းမဲလို့လည်းအမှန်တိုင်းသိမယ်သစ္စာ၄ပါးကိုသိပြီဟေးဆိုလို့ရှိရင်အကုန်လုံးမီးတွေကငြိမ်းသွားမယ်တည်ငြိမ်မှုရှိရင်ဟုတ်သည့်တိုင်းမှန်သည့်တိုင်းသိလိမ့်မယ်မြင်လိမ့်မယ်ဆိုအဲ့ဒါကိုပြောတာတဲ့အဲ့တော့ကျတို့ကမေတ္တာတရားကိုအခြေခံအနေနဲ့အရန်ခိုင်မာအောင်ဘယ်လိုမလို့တည်ဆောက်ရမယ်တုဒ္ဒံစိတ်တံတမာရိယတိအဲ့တော့ဘုန်းဘုန်းတို့ရိုးရိုးလေးစဉ်းစားကြည့်ပါလေဘုန်းဘုန်းတို့ရဲ့စိတ်တွေဟာအများစုဘာနဲ့လှုပ်ခတ်တာလဲလို့မေးရင်အလိုမကျမှုနဲ့ပဲလှုပ်ခတ်တယ်ဒေါသဖြစ်ရင်စိတ်တုန်လှုပ်တယ်ဆိုတာအလွန်မှထင်ရှားတယ်ဒေါသတကယ်ကြီးလာပြီဆိုရင်စိတ်ရဲ့မှီရာဒီရုပ်ကိုယ်ကြီးပါအငြိမ်နေလို့ရသေးလားမရတော့ရမ်းလှုပ်ရှားနေဟုတ်လားမေတ္တာတရားအဲ့ဒီဒေါသရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက်ကြောင့်အလွန်မှမြန်မြန်ဆန်ဆန်စိတ်ကိုငြိမ်ကျသွားစေတယ်ဒီသဘောကိုပြောတာအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်ရွှင်ကြည်မျက်နာဟောကိုယ့်ရဲ့မျက်နှာလေးကကြက်သေးရှိတယ်မင်္ဂလာရှိတယ်ကြည်လိုက်ရတဲ့မြင်လိုက်ရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကိုအလွန်မှကြည်နူးသွားစေတဲ့ရုပ်ရည်မျိုးကိုဖြစ်ပေါ်စေတယ်မေတ္တာတရားမုခဝန္နောဝိပတိရတိဟာမျက်နှာကြည်လင်းနေဟောလှတာအိုတာနဲ့မဆိုင်ဘူးအဲ့ဒါမေတ္တာစိတ်ဓာတ်ကအလွန်လှတဲ့အတွက်ကြောင့်မျက်နှာဆိုတာစိတ်ရဲ့တကားပေါက်ပဲတကယ်ကဘုံဘတော်အဲ့လိုလေးခံစားရတယ်ကောင်းတဲ့စိတ်ဖြစ်နေကောင်းတဲ့ပုံလေးပေါက်နေမကောင်းတဲ့စိတ်ဖြစ်နေမကောင်းတဲ့ပုံလေးပေါက်နေတယ်ဘလို့ပေါက်လဲတော့အသေးစိတ်ကိုယ့်ဟာကိုယ်သာစီစစ်ကြည့်ကြပြီလို့ပြောရတာအလွန်နူးညံ့ပါတယ်အဲ့ဒီအချက်တွေကနော်ခုဒီမှာတော့မြတ်စွာဘုရားကမေတ္တာတရားဟာမျက်နှာကိုကြည်လင်စေတဲ့အစွမ်းတတ္တိရှိတယ်မြင်ရတဲ့လူတွေကိုစိတ်ချမ်းသာသွားစေတယ်ဒီတိသွားရမယ်နော်အစဉ်ပြေခြင်းတယ်ဆိုလို့ရှိရင်မေတ္တာရှိဖို့ဆိုတာလေးကိုဘုန်းဘုန်းတို့အကျေချက်ပြောနေတာရိပ်မိမယ်ထင်ပါလေဟုတ်လားအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်ရွှင်ကြည်မျက်နာသေကမတွေ့တဲ့ဟောကျတို့ဘဝဒီကုန်းအဆုံးသတ်ရတဲ့အချိန်ဆိုတာအချိန်မွေးရောက်လာနိုင်တယ်အဲ့ဒီအခြေအနေကတန်လျာနဲ့ချီးပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးအခြေအနေပဲသူကဘာဖြစ်လို့လဲဆိုတော့ဘုံဘုံမြင်တာဘုံဘုံတွေးမိတာလေးကိုပြောမယ်သူကအကြီးမားဆုံးအပြောင်းလဲကြီးကိုဖြစ်စေလို့ကိုကျတို့ဘဝမသေးခင်မှာစီးပွားရေးရပညာရေးရလူမှုရေးရကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ်ဆိုးတဲ့ဘက်မှာပဲဖြစ်ဖြစ်အလုံးကိုကြီးမားတဲ့အပြောင်းလဲကြီးတွေကြုံဖို့အကြောင်းဖန်လာပြီဆိုရင်အော်ဒါဘဝမှာကြီးမားတဲ့အပြောင်းလဲပဲလူတွေပြောကြတာရှိတကယ်တမ်းကဘဝမှာဘယ်အပြောင်းလဲမှတည်ခြင်းတရားကနေတဆင့်ဖြစ်သွားတဲ့အပြောင်းလဲလောက်မကြီးမားဘူး။ဟောဆိုသေးပြီဆိုရင်ဘလောက်ကြီးကြီးမားမားပြောင်းလဲနိုင်လဲ
ပြောသူမကောင်းတဲ့ဘက်မှာဆိုလို့ရှိရင်အိဆန်ဖြစ်သွားတယ်ဆိုကြပါစို့ဟာဒီလူကိုကောင်ကြီးဒီလိုပုံတရံကြီးကနေပြီးတော့ဒီလိုအကောင်ဖြစ်သွားတယ်ဘလောက်စိတ်ဝင်စားတဲ့အကောင်လဲဘလောက်ကြီးမားတဲ့အပြောင်းလဲလဲငရဲကြသွားတယ်ဘလောက်ကြီးမားတဲ့အပြောင်းလဲလဲဘလောက်ဆိုးရတဲ့အပြောင်းလဲလဲဆိုးတဲ့ဘက်မှာအဲ့ဒါတဲ့ဆိုးတဲ့အပြောင်းလဲမရှိဘူးအဲ့လိုပဲကောင်းတဲ့ဘက်မှာဆိုလို့ရှိရင်ဘုံဘုံတို့နက်ဖြစ်သွားတယ်မြမဖြစ်သွားတယ်ဆိုရင်ဒါအရန်အံ့ဩစရာကောင်းတဲ့ဘက်မှာအပြောင်းလဲပဲဒီဘဝပတ်ရှင်တွေဘလောက်ရှိတဲ့အပြောင်းလဲမှာသူ့ကိုလိုက်လို့မမီဘူးဟုတ်တယ်မို့လားစဉ်းစားကြည့်နော်အဲ့ဒီကြီးမားတဲ့အပြောင်းလဲတွေကဘာကိုအစပြုပြီးတော့ပြောင်းလဲတာလဲလို့မင်းသေခြင်းကိုအစပြုပြီးတော့ပြောင်းလဲသွားတာပဲသေခြင်းကိုအကြောင်းပြုပြီးတော့ပြောင်းလဲသွားတာပဲသေခြင်းကိုဖျက်ဆီးပြီးတော့မှရောက်သွားတာအဲ့တော့ဒီသေခြင်းလေးကအရန်အရေးကြီးတယ်ပေါ့ကောင်းတဲ့စိတ်နဲ့သေခြင်းကိုရင်ဆိုင်ပါလားမကောင်းတဲ့စိတ်နဲ့သေခြင်းကိုရင်ဆိုင်ပါလားဆိုတာကကောင်းတဲ့အပြောင်းလဲဖြစ်မှာလားဆိုးတဲ့အပြောင်းလဲဖြစ်မှာလားဆိုတဲ့မေးခွန်းရဲ့အဖြေပဲအဲ့တော့အဲ့ဒီကိစ္စကဘုံဘုံတို့တချို့တွေးတတ်တဲ့လူတွေဆိုရင်ကြိုးပြီးတော့ပူပန်နေကြတာတောင်ရှိတယ်တချို့ဆိုဘုံဘုံကိုလာမေးကြတာရှိတယ်ဘုံတေကာနီးလေးစိတ်ကောင်းလေးနဲ့သေနေအောင်ဘလို့လုပ်မလို့ကောက်ကောက်လေးသေနေအောင်ဒီလိုဘလို့လုပ်ရမှာတော့ပူရတာပေါ့နော်ဒါပူလဲပူသင့်တယ်လို့ဘုံဘုံကတော့မြင်ပါတယ်အဲ့ပူတယ်ဆိုလို့ရှိရင်အခုဒီဒေသနာကိုသာယုံကြည်မှုနဲ့ဘုံဘုံတို့ပြည့်စုံအောင်ဆောင်ရွက်ထားဖို့လိုမယ်ပေါ့အဲ့ဒါမေတ္တာတရားကသေခြင်းအတွက်နော်ပူပန်းနေတဲ့ပုံကိုယ်တွေအတွက်ပူမနေနဲ့ဆိုလိုတာကနော်ဒီဘဝရှင်သန်နေတုန်းနေမကဘူးသေသည်အထိတောင်လိုက်ပြီးတော့မေတ္တာတရားကစောင့်ရှောက်နိုင်စွမ်းရှိတယ်ဆိုတာကိုဘုံတို့တွေ့ရတယ်ပေါ့နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံ့မြစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်ရွှင်ကြည်မျက်နာသေကမတွေ့လားလေပြမဆက်တဲ့ဗျာဒီမေတ္တာပွားမှုအကျိုးဒီနောက်ဆုံး7ခုမြောက်အကျိုးကဘာလဲတော့လားလေပြမဘုံဘုံတို့ဘဝတွေကိုအနေအမြင်ပိုင်းခြားလိုက်မယ်ဆိုရင်ပြမဆိုတာအဆင့်အမြင့်ဆုံးနေရာမှာရှိတယ်ပေါ့နော်တချို့ဘာသာတရားတွေဆိုရင်အဲ့ဒီပြမကိုပဲပန်းနိုင်ထားပြီးတော့ကျင့်သုံးကြတာတွေတောင်ရှိတယ်ပေါ့အဲ့ဒီပြမပြည်ထိရောက်အောင်ဒီမေတ္တာတရားကပွတ်လွတ်နိုင်ကောင်းတဲ့ဘက်မှာသူ့ရဲ့အရှိန်ဟာဘလောက်ကြီးသလဲဆိုတာကိုဘုန်းဘုန်းတို့မြင်နိုင်တယ်နော်လူဘဝလောက်တင်ပို့လိုက်မှာမဟုတ်နတ်ဘဝလောက်တင်ပို့လိုက်မှာမဟုတ်အမြင့်ဆုံးဗြဟ္မဘဝထိရောက်အောင်ပို့လိုက်မယ်ဗြဟ္မာထက်မြင့်တဲ့ဘဝမရှိလို့ရှိရင်ပို့အောင်မယ်ဆိုတဲ့သဘောမျိုးစဉ်းစားကြည့်နော်အဲ့တော့ဘာလဲဆိုတော့တသံတရားလုံးလိုက်ပြီးတော့သူစောင့်ရှောက်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာကိုမြင်ရတယ်ပေါ့ဒါကြောင့်ဘုံဘုံတို့တရားကောင်းစဉ်လေးအဲ့ဒါကိုကြည့်ပြီးတော့ပေးထားတာအစဉ်ပြေခြင်းတယ်ဆိုလို့ရှိရင်မေတ္တာတရားလက်ကင်ထားရမယ်အစဉ်ပြေဖို့အတွက်မေတ္တာရှိပါဆိုတာအဲ့ဒါကိုပြောတာနော်မေတ္တာအကြောင်းကိုပြောမယ်ဆိုရင်ကုန်နိုင်ဝယ်ရမရှိဘူးနော်တခြားသောဒေသနာတွေနဲ့ညှိနှိုင်းပြီးတော့ဒီအကြောင်းအရာလေးကိုပြည့်စုံအောင်ကိုယ့်ကိုကြိုးစားကြဟုတ်လားအဲ့ဒါဘုံဘုံကငြိမ်းအေးဖို့အတွက်သစ္စာသိပါဆိုတာကိုပြောဖို့အချိန်ကခြံရသေးတယ်အခု35မိနစ်ရှိသွားပြီဟုတ်လားတော့ဒါကဘာတော့အစဉ်ပြေဖို့အတွက်မေတ္တာရှိပါအဲ့တော့အစဉ်ပြေခြင်းနဲ့လူကြီးပဲအစဉ်မပြေခြင်းနဲ့လူတောင်းမရှိဘူးအဲ့တော့အစဉ်ပြေခြင်းနဲ့ဆိုရင်အစဉ်ပြေခြင်းရဲ့အကြောင်းတရားကိုဘုန်းတော်များများဖန်တီးလောက်ကင်ဆောင်ရွက်နိုင်ဖို့လိုမယ်ပေါ့အကျိုးရလက်ပိုင်းဆိုင်ရာကိုဘာမှဒီလိုဖြစ်စီခြင်းနဲ့ဒီလိုမဖြစ်စီခြင်းဘာမှကိုလုပ်လို့ရတာမဟုတ်ကိုလုံးနိုင်တဲ့နေပေကအကြောင်းတရားပိုင်းကိုသာကိုလုံးနိုင်အဲ့အကြောင်းကိုကောင်းကောင်းလုပ်ထားမယ်ဆိုရင်အကျိုးရလက်ဟာကိုထွက်စီခြင်းနဲ့တိုင်းထွက်လာမှာပါပဲဟုတ်လားဒါကြောင့်မေတ္တာတရားကိုဘုန်းတော်အများကြီးအားကိုးကြမယ်ပေါ့နော်အစဉ်ပြေဖို့အတွက်မေတ္တာရှိပါတဲ့တခါငြိမ်းအေးဖို့အတွက်သစ္စာသိပါဒီသဘောလေးကိုဆက်ပြီးတော့ပြောရအောင်နော်ငြိမ်းအေးဖို့အတွက်သစ္စာသိပါသူသစ္စာရှိပါလို့ပြောတာမဟုတ်နော်သစ္စာသိပါလို့ပြောတာမေတ္တာကြတော့မေတ္တာကိုသိပါလို့ပြောတာမဟုတ်မေတ္တာကတော့ရှိအောင်ကိုလုပ်လို့ပြောတာနော်စကလုံးတစ်လုံးချင်းစီမှာအဓိပ္ပာယ်ကတော့သူရှိနေပြီသားနော်ငြိမ်းအေးဖို့အတွက်သစ္စာသိပါတော့ငြိမ်းအေးဖို့ဆိုတော့ခုလောလောဆယ်အနေထားတွေကငြိမ်းအေးနေတာမဟုတ်နော်အခုကျွတ်တော့ကိုသိတာမြင်တာတွေကဘာမှမပြည့်စုံသေးဘူးမြတ်စွာဘုရားသိတာမြင်တာတွေကမှပြည့်စုံတာလို့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့တရားတွေကိုနာနေကြတာဘုန်းဘုန်းတို့ကလည်းမြတ်စွာဘုရားရဲ့တရားကိုဟောနေတာတကယ်တမ်းဒီနားမှာလာပြီးတော့ဆုံရတယ်ဆိုတာမြတ်စွာဘုရားအဓိကအကြောင်းတရားပဲဘုံဘုံကမြတ်စွာဘုရားရဲ့တရားကိုဟောမယ်ဆိုလို့သာလာကြတာလေဘုံဘုံကသူထင်ရမြင်ရတွေလျှောက်ပြောမယ်ဆိုဘယ်သူကလာမှာတော့ဘုံဘုံကလည်းဘယ်သူတရားဟောမယ်ဆိုပြီးတော့ပြောပြီးတော့လာဟောနေတာတော့မြတ်စွာဘုရားရဲ့တရားကိုပဲဟောမှာတော့ကျွတ်တို့ရဲ့ယုံကြည်မှုတွေက
တူးညီးနေတယ်အမြင်တွေကတူးညီးနေတယ်တဘဝရဲ့အပေါ်မှာအရာအလုံးရဲ့အပေါ်မှာကိုသိတာမြင်တာတွေကဘာမှမပြည့်စုံသေးဘူးမတန်ရှင်းသေးဘူးမစင်ကြယ်သေးဘူးမြတ်စွာဘုရားသိတာမြင်တာတွေကမှပြည့်စုံတာတန်ရှင်းတာစင်ကြယ်တာလို့မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်ကိုယုံကြည်တဲ့အတွက်ကြောင့်ကျွတ်တို့ဒီမှာလာပြီးတော့တရားဟောခြင်းအမှုတရားနာခြင်းအမှုကိုပြုနေကြတယ်အဲ့တော့မြတ်စွာဘုရားဘဝရဲ့အပေါ်မှာဘယ်လိုမြင်တာတော့ဆိုတော့ဘဝအမြဲတမ်းမီးတောက်နေတဲ့သဘောပဲလို့မြင်တာကျွတ်တို့မြင်ပြီလားအဲ့လိုဘယ်မြင်မှာတော့ကျွတ်တို့ကငိုးနေရတာတောင်မီးတောက်နေတယ်လို့မမြင်သေးဘူးဟုတ်လားနော်ငိုတာတောင်တစ်ခါတလေကြိုက်ကြိုက်နဲ့ငိုနေတာရှိတယ်စိတ်ရဲ့သဘောကအရင်စမ်းကြတာပဲစိုးရိမ်နေရတာကိုလည်းမကြိုက်ဘူးလို့မြင်မထင်လေနဲ့ငိုရတာကိုမြင်မကြိုက်ဘူးလို့မြင်မထင်လေနဲ့သူတို့ကြိုက်တဲ့အပိုင်းကလေးတွေဘလို့ရောအဆက်ကလေးတွေပြောကြပါစို့ဘလို့အချိုးစားလေးနဲ့ဘလို့စိတ်ခံစားချက်လေးကိုဘလို့ရောထားတယ်ဆိုရင်တော့အဲ့ဒါမျိုးလေးဆိုရင်တော့ကြိုက်တယ်စိုးရင်ရတာထိတ်လန့်ရတာတကယ်တမ်းကောင်းသလားနော်စိတ်ထဲမှာဝမ်းနေပြီးတော့ဆွေးပြီးတော့ပူးနေရတာကောင်းသလားပတ်စံကုန်ခံပြီးတော့မကောင်းမှုပြောပြီးတော့ရအောင်လုပ်နေကြတာပဲလေကိုရီးယားကားတွေဘာတွေကြည့်ပြီးတော့ပူကြတာဆွေးကြတာငိုကြတာမရှိဘူးလားငိုရလေလေကောင်းလေလေလို့တောင်ပြောကြတာမရှိဘူးလားစိတ်ရဲ့စမ်းကြယ်တဲ့လိုအင်တွေကိုစဉ်းစားမိဖို့ဘုံဘွားပြောပြတာပါကြောက်ရတာလန့်ရတာကောင်းသလားမကောင်းပေမဲ့လို့ကြောက်ဖို့လန့်ဖို့ကိုတမင်ဖန်ပြီးတော့တရေကားတွေဘာတွေကြည့်တာမရှိဘူးလားနေတဲ့ဈေးကွက်မဟုတ်ဘူးကဘာမှာအဲ့ဒီဈေးကွက်ကနော်ထိတ်လန့်နေရတာဘာဖြစ်မှလည်းမသိဘူးလို့စိုးရိမ်နေရတာအဲ့ဒါတွေကိုလည်းကြိုက်တာပဲဒါကြောင့်မို့လို့စုံတောက်တွေဟုတ်လားဇလန်တွေတွေဘာဖြစ်မလို့မှန်းလို့မရတဲ့အရာတာကိုလည်းကြိုက်တာကျွတ်တို့စိတ်ရဲ့ကြိုက်မှုတွေကအများကြီးရှိတယ်ကျွတ်တို့ကဆင်းရဲတာတွေအလွန်ထင်ရှားနေတဲ့အချိန်မှတောင်ဆင်းရဲမှမသိဘူးဆင်းရဲတာမထင်ရှားဘူးဆိုရင်တော့သိဖို့အလွန်ကိုပဲခက်သွားပြီဒါမြတ်စွာဘုရားရဲ့အမြင်ကတော့ဒီရုပ်တွေလည်းဆင်းစက်မပြတ်ဖြစ်နေရတဲ့အနေထားမီးတောက်နေတဲ့သဘောပဲလို့မြတ်စွာဘုရားအဲ့လိုမြင်တာကျွတ်တော့အဲ့ဒါကိုမမြင်ဘူးမီးတောက်နေတာလို့မမြင်တဲ့အတွက်ကြောင့်ငြိမ်းခြင်းစိတ်လည်းမရှိဘူးတခါတလေစိတ်ကူးလေးတဲ့တဲ့အခါတော့လည်းပြောတတ်တယ်ပေါ့လေ။အော်ဘဝလည်းပူလိုက်တာဘယ်တော့မှမြန်ငြိမ်းအေးမယ်မသိပါဘူး။ဟုတ်လား။ငြိမ်းအေးမှုလေးကိုတော့မျှော်ကြတာရှိရနော်။အဲ့တော့တကယ်ငြိမ်းအေးမှုအစစ်ကဘဝချုပ်ငြိမ်းသွားမှာဘဝငြိမ်းသွားမှာငြိမ်းအေးမှုအစစ်ဆိုတာရနိုင်တယ်။ဘဝဖြစ်နေရတန်လန်းတဲ့ငြိမ်းအေးမှုအစစ်ဟာမရနိုင်ဘူး။နော်။တေချာစဉ်းစားဘုံဘုံတို့ဒီဘဝကိုဘယ်ကစတော့လို့မေးရင်ဇာတိကစနော်ဇာတိကစတော့သောတော့အဲ့ဒီပါဠိလေးဘုံဘုံရွတ်လိုက်တယ်ဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတံမောတိဧဝမေတ္တကိဝလတဒုက္ခခန္ဓာတသမှုရိယောဟောတိလူတိုင်းရနော်ဒီဥစ္စာဒါကိုနဲ့နေကိုယ့်ရဲ့ဉာဏ်ကတက်ဝင်နိုင်အောင်ပဲကြိုးစားဒကာဓမ္မတို့ဘုံဘုံတို့ရဲ့နှုတ်ထဲမှာအလွန်မှတန်ဖိုးကြီးတဲ့ပြောရရင်တန်ဖိုးဖြတ်လို့မရတဲ့စကားလုံးတွေစာတွေကရှိနေပြီးသားပြဿနာကအဲ့ဒါကိုဘယ်အတိုင်းတာထိနားလေတယ်လဲဆိုတဲ့မိကုံးရဲ့အဖြေကပြဿနာပဲအဲ့ဒါကိုနားလည်အောင်လုပ်ရမှာနော်အဲ့ဒါဘဝရဲ့လို့ဖြစ်လာလို့ရှိရင်ဒီဘဝကအိုရတဲ့မျိုးနာရတဲ့မျိုးသေတဲ့မျိုးဒါကြောင့်သေချာပေါက်အိုကိုအိုလိမ့်မယ်နာကိုနာလိမ့်မယ်သေကိုသေလိမ့်မယ်မသေးသေးခင်မှာလည်းပဲစိုးရင်တရားတွေငိုတရားတွေနဲ့တွေ့ပြီးတော့စိုးရင်ရအောင်မယ်ငိုရအောင်မယ်ကိုဆင်းရဲတရားစီဆင်းရဲတရားတွေနဲ့တွေ့ပြီးတော့ကိုဆင်းရဲမှုစီဆင်းရဲမှုကိုလည်းကြုံရလေအောင်မယ်ပြီးရင်ပါတော့ဥပါယတပူလောင်မှုအားကြီးလွန်းတဲ့အတွက်ကြောင့်တချို့တက်သွားတာသတိမေ့သွားတာအထိအရင်ပင်ပန်းသွားတာတွေမရှိဘူးလားရှိတယ်ဘဝရဲ့သဘောကအဲ့ဒါပဲနောက်ဆုံးမြတ်စွာဘုရားအနှစ်ချုပ်ပြတယ်ဧဝမေတ္တကိဝလတဒုက္ခခန္ဓာတသမှုရိယောဟောတိဘာချမ်းသာမှမရောရှက်တဲ့တက်ဆင်းရဲဒုက္ခရဲ့အစုပုံကြီးဖြစ်နေခြင်းပဲလို့မြတ်စွာဘုရားအဲ့တိုင်းမြင်သွားတာအဲ့တော့ကျတို့ကကိုမမြင်သေးလေပဲဘုရားမြင်တာလေးကိုနည်းနည်းလေးရိပ်မိယုံလေးတော့နောက်ကညံလေးကတန်ရောင်လေးလိုက်ကြည့်စေခြင်းနဲ့ဘုံဘုံကနော်တကယ်ဘဝရဲ့သဘောသစ္စာအခုနောက်ပြောမယ့်သစ္စာရဲ့သဘာဝကဘဝရဲ့အကြောင်းလေးကိုအရင်ဂဂနနခေစီတွင်းကြီးခေစီတင်းကြလေးသိအောင်အရင်ပြောပြီးတော့မှပို့ပြီးတော့နားလည်မှုကကျေပြန့်မှာဒါကြောင့်ဘုံဘုံအဲ့ဒါလေးကိုပြောပြတယ်သစ္စာဆိုတဲ့စကားလုံးလေးရဲ့အတိပ္ပယ်ကိုပို့ပြီးတော့ရှင်းသွားအောင်လို့ဒါကနေတန်းခင်းနေတာဘုံဘုံကဘဝဆိုတာဘာလဲဆိုတာကိုပြောနေတာဘဝရဲ့သဘောဘဝဆိုတာဖြစ်ချင်းတရားကိုပြောတာပါပဲအခုအတန်လေးကြားတာအတန်လေးဖြစ်နေတာရှိတယ်ကြားတာတွေဖြစ်နေတာရှိတယ်ဒီကြားမှုကိုကြောင်းပြပြီးတော့စဉ်းစားနေတာတွေးတောနေတာရှိတယ်အဲ့ဒီစဉ်းစားတွေးတောမှုကိုကြောင်းပြပြီးတော့စိတ်ထဲမှာခံစားနေတာတွေရှိတယ်ဒါတွေကဘာတွေလဲဆိုဖြစ်ချင်းတရားတွေ
အကြောင်းတရားပေါ်အခြေခံပြီးတော့ဖြစ်နေတာအသစ်ဖြစ်နေတာစောစောကသီလယူတော့ကဖြစ်နေတဲ့ဖြစ်ချင်းတရားအခုမရှိတော့ဘူးအခုကအသစ်ဖြစ်နေတာအချိန်တိုင်းအသစ်ဖြစ်နေတာအဲ့ဒီဖြစ်နေတာဘယ်လိုခေါ်တော့ဘဝလို့ခေါ်တော့ဘယ်ဒီဖြစ်မှာတော့ဆိုတော့မသိမချင်းဖြစ်မယ်ဒီဘဝအနေနဲ့ပြောရရင်သိပြီးရင်ရောအဖြစ်ကရက်မလားဆိုတော့မရက်ဘူးသိပြီးတာနဲ့ဘာလာမလို့ဇာတိထက်ဖြစ်မယ်ဇာတိထက်ဖြစ်ပြီးလို့ရှိရင်ဘာထက်ဖြစ်မယ်တော့ဇရာမရဏဖြစ်မယ်မရဏပြီးရင်ဇာတိလာမယ်ဒီလိုလာပြီးသားနေရရောက်ပြီးသားနေရကိုပဲထပ်ဖန်တလဲလဲရောက်နေတတ်တဲ့သဘာဝအဲ့ဒါကိုပဲဘုန်းတို့ပါဠိလိုဝတ္တနော်လဲပတ်နေတာဒီဘက်မှာကစီတို့ဘာတို့ဟိုနှမ်းတို့ပဲတို့လုတ်တဲ့ဒေသဆိုရင်စီတုံကြီးတွေနဲ့အချို့နွားတက်ပြီးတော့လှည့်ကြတာရှိတယ်။လက်ရှိလူကြီးတွေကပြောရတယ်ရှိတယ်ဘဝဆိုတာစုံလဲနွားလို့ရောက်ပြီးသားနေပြန်ရောက်နေ။ကရုတ်ကင်းလျှောက်မိဖို့တဲမှာဘုံတို့မြေဦးလေးတွေနဲ့ဟင်းချက်တဲ့ခက်ကအိုးဖင်နာမှာဆိုးလို့အောက်ကကရုတ်ခွေလုတ်တာရှိတယ်မိဖို့ကြောင့်လဲဆိုတော့ကင်းကောင်ကလည်းရှိမယ်ပေါ့နော်။အဲ့ဒါကင်းကောင်ကကရုတ်ခွေပေါ်လျှောက်တယ်ရောက်ပြီးသားနေရာပဲပြန်ရောက်တယ်သူအဆုံးဆိုတာမရှိဘူး။အဲ့ဒါကျွတ်ရဲ့ဘဝကလည်းရောက်ပြီးသားနေရာကိုပြန်ပြီးတော့ရောက်တယ်ဇာတိဇရာမရဏဇာတိဇရာမရဏဒီလိုသွားတယ်ပေါ့နော်။အဲ့ဒီဖြစ်စဉ်တွေကိုဘုန်းတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သောတော်ကပါဠိလေးကိုအသုံးချရမယ်။နော်ဇာတိပိစ္ဆယသရမရဏတောကပတိဒေဝဒုက္ခဒေါမနတုပါယတတံဘွန်တိပြီးရင်ပါလားတော့ဧဝမေတ္တကိဝလတဒုက္ခခန္ဓာတတမှုရယောဟောတိအဲ့ဒါကဘဝရဲ့အဓိပ္ပာယ်ဘဝဆိုတာဒါပဲလို့နော်မြတ်စွာဘုရားမြင်တော်မူတဲ့တပ္ပယုဒဉာဏ်ကြီးနဲ့အနှစ်ချုပ်ပြီးတော့ပြောလိုက်တာပဲဒါကိုလေဒီဆိုတော်ဘုရားကြီးကပို့ပြီးတော့ရှင်းအောင်ရေးဝတ္တန်တရားရှိမင်းစွာ၌သူငါကစားဖြစ်သည်မြတ်ကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုံနှစ်သိအမြင်လင်းလုံးအရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲ့အထင်လွဲလျက်တဝဲလီလီဝိနွယ်စီဤရှိလေသည်မြတ်အနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လျင်တသက်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့လေးတဲ့ဉာဏ်ပညာကိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေအရာကြက်ထားသင့်တယ်ပေါ့နော်ဒါပရိစ္ဆေသမုပ္ပါရဲ့ဏိဂုံးပိုင်းလေးကိုဆိုတော့ဘုရားကြီးကပရိစ္ဆေသမုပ္ပါကိုပဲအခြေခံပြီးတော့ရေးထားတယ်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြတ်ကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုံနှစ်သိအမြင်လင်းလောတယ်အလွန်ရှိလျားစွာစောတော်ကဘုန်းကပြောတဲ့လက်ပတ်မှုကြီးနဲ့ဘုန်းတို့လာခဲ့ကြတယ်နော်အလွန်ရှိလျားစွာသောကာလကိုဖြတ်သန်းပြီးတော့လာခဲ့ကြတဲ့တတ္တဝါတွေတဲ့အကုန်လုံးကိုဘုန်းတို့အနှစ်ချုပ်မဲ့ဆိုရင်တတ္တမဟုတ်ဓမ္မထုတ်တော်နာယုံနှစ်သိအမြင်လင်းလောပုဂ္ဂိုလ်တတ္တဝါမဟုတ်ဘူးယုဒ္ဓနန္တသဘာဝတရားနှမျိုးပေါင်းဆက်ပြီးတော့ဖြစ်ပေါ်နေတာဒါကိုရေးတာနော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြတ်ကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုံနှစ်သိအမြင်လင်းလောအရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မပြ12ပါးကိုဟောသူကနာယုတ်တွေဖြစ်နေတာဆိုတာလေးကိုပို့ပြီးတော့အသေးစိတ်ပြီးတော့ပြောတာပရိစ္ဆေသမုပ္ပါလင်္ကာရဲ့ဏိဂုံးကိုရေးတာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပြောလိုက်တာတော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုအဝိဇ္ဇာပြည့်စရာသင်္ခါရရတယ်မဟုတ်လားရေးကြည့်လိုက်အဲ့ဒါဇရာမရဏအထိရောက်အောင်ရေးလိုက်ရင်12မျိုးတွေ့ရလိမ့်မယ်နော်အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဆိုလိုတာကတဘာဝတရားတွေဖြစ်နေတာဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုမသိတာကိုဝိဇ္ဇာခေါ်တာပဲလေဘဝကိုဆင်းရဲတယ်လို့မသိတဲ့အတွက်ကြောင့်ဒီဘဝရဲ့ပုံမှာတွေ့တာမှုမမောမှုဖြစ်ပေါ်လာခြင်းကိုအကြောင်းပြုပြီးတော့ဘဝရအကြောင်းအလုပ်တွေကိုလုပ်တာကိုသင်္ခါရခေါ်တာမဟုတ်လားအဲဝိဇ္ဇာပြည့်စရာသင်္ခါရဒါအနှစ်ချုပ်ပြီးတော့ပြောတာအဲ့လိုဖြစ်စရာအကြောင်းတွေကိုလှုပ်တော့ဖြစ်ပြီးတော့လည်းပဲနားမလဲတော့ဆက်ပြီးတော့ဒီဒုက္ခရောက်ကြောင်းတွေကိုထပ်လှုပ်တော့ထပ်ဖြစ်ဟာဒီတိုင်းလဲခဲ့တာနော်အဲ့ဒါကိုအချင်းချုပ်လိုက်တော့ဘယ်နှပါတော့12ပါးပဲတဲ့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲ့အထင်လွဲလျက်တဝဲလီလီဝိနွယ်စီဤဟာတဘာဝတရားတွေဖြစ်နေတာတို့ကျွတ်တော့မသိဘူးဘလို့သိတာတော့ဆိုတော့လူတွေဖြစ်နေတာအိရှင်တွေဖြစ်နေတာနတ်နေတာလို့အဲ့လိုသိတာအဲ့ဒါကိုကစားဘာဖြစ်နေတာတော့မှားနေနော်တက္ကာယဒိဋ္ဌိနဲ့မှားတာမှားတဲ့အတွက်ကြောင့်တဝဲလီလီဝိနွယ်စီဤယုံနံကိုယုံနံလို့မသိဘဲနဲ့ပုဂ္ဂိုလ်တ attva လို့ထင်မှားတဲ့ဒီတက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိကိုအခြေခံပြီးတော့တန်တရားကြီးဘာဖြစ်နေတာတော့ရှင်းနေတာတဲ့အဲ့ဒါပြောတာတဝဲလီလီဝိနွယ်စီဤရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လျင်တသက်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်ရှိလေသည်မြအနန္တကတဲ့ gain ဘလောက်ရှေးဒါကို
ဘာပါလို့ဆုံးဖြတ်ချက်ချကြည့်မယ်ဆိုရင်ဘာလို့ပဲအဖြစ်ထွက်မလဲဆိုရင်ဒုက္ခတွေဖြစ်နေတာလို့ပဲအဖြစ်ထွက်မယ်နော်အဲ့ဒါကိုဆိုလို့ကြီးကအလွန်ပြောင်မြုပ်တဲ့စကားလုံးအသုံးနှုန်းတွေသုံးနှုန်းပြီးတော့ရေးတာနော်ရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လျင်တတ္တဒုက္ခဓမ္မယတိဘဝဤကိုဖြစ်ထုံးသည်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတမှုရိယောဟောတိဆိုတဲ့ပါဠိစကားလုံးကိုအဲ့ဒီအတိုင်းထိထိရောက်ရောက်မြန်မာပြန်ပြီးတော့ရေးထားတာဟုတ်လားချမ်းသာဆိုလို့မြူလောက်တောင်မပါဘူးတဲ့ဆင်းရဲဒုက္ခတက်တက်ပဲဖြစ်ပေါ်နေတဲ့သဘာဝလို့ဒီလိုမြင်သွားတာမြတ်စွာဘုရားဒါကျွတ်တော့ဒါကိုဆင်းရဲမှမသိတဲ့အခါကျတော့ဒီလိုဖြစ်နေရတဲ့ဆင်းရဲဖြစ်နေတဲ့အခြေအနေကြီးကိုပဲကျွတ်တော့အမျိုးမျိုးဘာဖြစ်နေတာတော့မမောနေတာတွေ့တာနေတာကျွတ်တို့ဘဝရဲ့ပုံမှာဘလောက်မမောမလဲဘလောက်တွေ့တာမလဲဆိုတာဘဝရဲ့ပုံမှာဆင်းရဲပါလို့အမှန်ဘလောက်ထိသိမလဲဆိုတာပုံမှာမူတည်တယ်ဆင်းရဲလို့သိရင်သိသလောက်တွေ့တာမှုငြိမ်းနေပေါ့နော်တွေ့တာမှုငြိမ်းရင်ငြိမ်းသလောက်အဲ့ဒီတွေ့တာမှုသမုဒိယသစ္စာကြောင့်ဖြစ်မဲ့ဒုက္ခတွေလည်းပဲငြိမ်းနေပေါ့ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့တရားကောင်းစဉ်လေးပေးထားတာဘာလဲတော့ငြိမ်းအေးဖို့အတွက်သစ္စာသိပါအမှန်တရားကိုသိမှဒုက္ခမီးတွေကငြိမ်းမှာနော်အဲ့ဒီဒုက္ခမီးတွေရဲ့အကြောင်းတရားကကိလေသာမီးပဲတကယ်ကအဲ့ဒီကိလေသာမီးဆိုတာကအဝိဇ္ဇာတည်းဟူသောအမှားကိုအခြေခံပြီးတော့ဖြစ်တာအဲ့တော့ဒီဒုက္ခသစ္စာဆိုတဲ့အမှန်တရားကိုသာဘုံဘုံတို့သိမယ်ဆိုရင်သိရင်သိသလောက်ဒီကိလေသာမီးကဘာဖြစ်မလို့ငြိမ်းမယ်ဒါကြောင့်အမှန်တရားကိုသိဖို့ဟာငြိမ်းအေးဖို့အတွက်မဖြစ်မနေဘုံဘုံတို့ဆောင်ကိုဆောင်ရွက်ရမယ်တဘာဝတရားဟုတ်ပြီလားအဲ့လိုဆိုရင်ဘုံတို့သစ္စာသိပါဆိုတာနဲ့ပတ်သက်ပြီးတော့အကျဉ်းမြင်လေးပေါ့လေသစ္စာတရား၄ပါးဆိုတော့လူတိုင်းကြားဘူးဟုတ်လားသစ္စာဆိုတာဘာတော့အမှန်ခုဆိုရပါစို့အမှန်ကလည်းပဲအဆင့်အမျိုးမျိုးရှိတာဟုတ်အခုတရားဟောနေတာကဘုန်းကြီးအောက်ကတရားနာနေတာကဒကာကြီးတွေဒကမာကြီးတွေဟောဒါပါလေမှန်တယ်ရှင်မသီလရှင်တွေလည်းပါသေးတယ်မှန်တယ်ဒါပါလဲဆိုရင်သမုဒိသစ္စာအမှန်ခေါ်ဒီအမှန်လောက်နဲ့ဒီအမှန်ကိုသိုံလောက်နဲ့ငြိမ်းအေးမှုမဖြစ်သေးဘူးဟုတ်လားငြိမ်းအေးမှုဖြစ်စေသည့်အထိမှန်တဲ့အမှန်ကဘလို့အမှန်လဲလို့မေးရင်အမှန်တရားကိုနည်းနည်းလေးဘုံဘုံအသေးစိတ်ကလေးပြောကြည့်မယ်နော်ဆိုကြပါစို့အခုဖြစ်နေတာဟာလူတွေယောက်ျားတွေမိန်းမတွေဘုန်းကြီးတွေသီလရှင်တွေဆိုတာသမုဒိသစ္စာရမှန်တယ်သွားမငြင်းနဲ့ဒါသူ့နေပင်နဲ့သူမှန်တယ်သို့တော့အဲ့ဒါထက်ပိုပြီးတော့မှန်တာကဒါလူတွေမဟုတ်ဘူးဒါဖောက်ပြန်မှုအစုအဝေးကြီးအဲ့ဒီဖောက်ပြန်မှုအစုအဝေးကြီးမှာနော်နံတရားကိန်းပြီးတော့ဟုတ်လားခံစားနေတာမှတ်သားနေတာတုံ့ပြန်နေတာသိနေတာသူ့လို့သူ့လို့နေတဲ့နံတက်ဟာဒီဖောက်ပြန်မှုရုပ်အစုကြီးပေါ်မှာကိန်းပြီးတော့ဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့တော့ဘာတွေဖြစ်နေတာတုံးလို့မေးရင်ရုပ်ဓာတ်နံဓာတ်တွေဖြစ်ပေါ်နေတာလို့မြင်ရင်အဲ့ဒီမြင်တဲ့အမြန်ပို့ပြီးတော့မမှန်ဘူးလားညင်းလို့မရဘူးနော်အဲ့ဒီယုတ်တဲ့နန္တဟာလည်းပဲတစုံတရားဖန်ဆင်းထားလို့ဖန်တီးထားလို့ဖြစ်နေတာမဟုတ်ဘူးသူရှစ်အကြောင်းတရားကိုယုံနံကိုအခြေခံပြီးတော့နောက်ယုံနံတွေဖြစ်နေတာလို့အကျဉ်းများဖြင့်ယုံနံဟာအကြောင်းကြောင့်ဖြစ်နေတဲ့သဘာဝတရားအကြောင်းအကျိုးသဘောဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာလို့ခေါ်နားလည်တယ်ဒါလည်းပဲပါတော့အမှန်တရားနှစ်ဆင့်ရှိပြီနော်ပုဂ္ဂိုလ်တ attva ဆိုတာတကယ်မရှိဘူးယုံနံတွေပဲဖြစ်နေတာဆိုတဲ့အမှန်တရားဖန်ဆင်းလို့ဖြစ်နေတာမဟုတ်ဘူးဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတာလို့မြင်တဲ့အမှန်တရားအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီယုံနံသည်တည်မြဲမှုမရှိတဲ့ဘလောက်ထိသူတီးမနေဘူးလဲဘလောက်ထိသူရက်မနေဘူးလဲဆိုရင်စာရဲကဘလို့ဥမာပေးတော့နော်အဖျားပေါ်မှာမုံညင်းစီလေးတင်လိုက်မယ်ဆိုရင်ဘလောက်ကြာကြာတီးနေမလဲဘလောက်မှမတီးဘူးနော်လက်ကလွတ်လိုက်တာနဲ့လိမ့်ကျသွားမှာနော်အဲ့လိုပဲကျတို့အကြောင်းရှိလို့ဖြစ်လာတဲ့ဒီယုံနံဟာတောက်လျှော့ပဲသူကပျောက်ကွယ်သွားတဲ့သဘောပဲဒီချုပ်ပြောင်းမှုအနိစ္စသဘောလေးကိုပင်ကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လေးတွေအခုနားထောင်နေရင်းနဲ့ကိုဘုံဘဝသိသိချင်းအခုပြောရင်းနဲ့ဒီအတန်ဟာတောက်လျှောက်ပြောက်တယ်အဲ့ဒီအတန်ကိုသိတဲ့ကြာသိစိတ်ဟာတောက်လျှောက်ပြောက်တယ်နောက်ထပ်အသစ်တစ်ခုဟာအလွန်လျင်မြန်တဲ့နှုံနဲ့တောက်လျှောက်အစားထိုးပြီးတော့ဖြစ်တယ်မြန်လုံးအားကြီးတဲ့အတွက်ကြောင့်ဒီနှစ်ခုရဲ့ကြားဆိုတာကိုကျွတ်တို့ညာမမြင်ဘူးဒါပေမဲ့ဒါမဟုတ်ဘူးနောက်ထပ်တစ်ခုဆိုတာကိုတော့ဘုံဘုံတို့သိနိုင်ဟုတ်တယ်မဟုတ်လားအဲ့ဒီတိုင်းအတွေ့အကြုံအသစ်ကိုယူရင်းနဲ့ဘုံဘုံတို့ဟာတွေ့ရသမျှကြုံရသမျှယုံနံတွေကိုတောက်လျှောက်ပြီးဆုံးချုပ်ပြောက်သွားတာကို
ဉာဏ်ရှိမယ်ဆိုလို့ရှိရင်မရိပ်မိနိုင်ဘူးလားရိပ်မိနိုင်တယ်ဒီနည်းနဲ့သွားနေတာနော်ဘဝအနိစ္စဖြစ်တယ်ဆိုတာအဲ့လိုအနိစ္စဖြစ်ရင်လည်းပဲနောက်ဆုံးမရဏဒီကိုရောက်သွားမယ်ဒီသဘောအနိစ္စဆိုတဲ့စကားလုံးနဲ့မရဏဆိုတဲ့စကားလုံးဒီစကားလုံးနှလုံးကိုဘုံဘုံတို့ကောင်းကောင်းနားလည်ဖို့လိုမယ်ပေါ့အဲ့တော့ဖန်ဆင်းတာလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းကျိုးဆက်ဆက်ဖြစ်ပေါ်နေတဲ့ယုံ nant သဘာဝတရားတွေတည်မြဲမှုမရှိတော့တည်မြဲမှုမရှိရင်ကောင်းမွန်မှုသဘောမဟုတ်တော့ကိုယ်စိုးကိုယ်ပိုင်ဘာမှလုပ်လို့မရတဲ့သူ့သူဒီတိုင်းအကြောင်းကျိုးဖြစ်เสียအကြောင်းရှိရင်ဖြစ်တယ်ဖြစ်เสียအကြောင်းမရှိရင်မဖြစ်ဘူးဖြစ်ချင်းမဖြစ်ချင်းကိုကိုယ်ဘာမှဒီတဲ့ကိုဝင်ပြီးတော့ဆွတ်ဖက်လို့မရအကြောင်းတရားပိုင်းဆိုင်ရာကိုသာကိုဟာဝင်ရောက်ဆွတ်ဖက်လို့ရမယ်အကျိုးရလက်ပိုင်းဆိုင်ရာကိုကျွတ်တို့ဘာမှလုပ်လို့မရအဲ့ဒါလို့ကိုယ်အစိုးမရတဲ့အတွက်ကြောင့်မလို့ဒါကိုဘာခေါ်တော့အနတ္တအချမ်းမြင်နေအပြင်အဲ့ဒီလိုအနိစ္စဒုက္ခအနတ္တဆိုတာတကယ်တမ်းကဘာလို့အမှန်တရားပဲအဲ့ဒါကိုသိရင်အဲ့ဒီသိတဲ့အမှန်တရားကိုသိတဲ့ဉာဏ်ကပုံမြင့်သွားတယ်နော်ပုဂ္ဂိုလ်တ attva မရှိယုံနာပဲဖြစ်တာလို့သိတယ်ဖန်ဆင်းတာလို့ဖြစ်နေတာမို့အကြောင်းမဲ့ဖြစ်နေတာမို့အကြောင်းရှိလို့ဖြစ်နေတာလို့သိတယ်အနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့သဘာဝတွေလို့သိတယ်ဟောသုံးဆင့်ရှိပြီနော်နောက်ဆုံးအရိယသစ္စာလို့ဆိုတဲ့အမှန်တရားသူကတော့သိလို့ရှိရင်စိတ်ကိုအလွန်မှဖြူရှင်တန်ရှင်းတဲ့အဆင့်ကိုရောက်အောင်ပို့နိုင်တယ်သူတို့နားလည်မှုရှိပြီးသားအရိယာဖြစ်တယ်ပုထုဇဉ်ဘဝကနေအရိယာဖြစ်ကိုပြောင်းသွားတယ်ကိုဗုဒ္ဓဘာသာဝင်တွေအရိယာဖြစ်ခြင်းတဲ့စိတ်ဒါကိုပတ်နိုင်ထားပြီးတော့ဘုန်းတို့လေ့ကျင့်ကြတာတွေမရှိဘူးလားအရိယာဆိုတာဘာတော့ဖြူရှင်တဲ့သဘောကိုပြောတာဘာဖြူရှင်တာလို့မေးရင်စိတ်ဖြူရှင်တာအဲ့ဒီစိတ်ဖြူရှင်မှုဖြစ်သွားစီသည်ထိနော်သိလိုက်လို့ရှိရင်မှန်တဲ့အမှန်တရားကိုဒါအရိယသစ္စာလို့ခေါ်တာသစ္စာ၄ပါးနံပါတ်1ဒုက္ခသစ္စာဆင်းရဲခြင်းအမှန်ဘာဟာဆင်းရဲခြင်းအမှန်လဲလို့မေးရင်ဘဝဟာဆင်းရဲခြင်းအမှန်ဘယ်ဘဝဖြစ်ဖြစ်ဆင်းရဲခြင်းတဘာဝကျွတ်တို့သိတာမသိတာကျွတ်တို့လက်ခံတာမခံတာဘာမှဒီပေါ်မှာအကျိုးသက်ရောက်မှုမရှိသူကတော့ဆင်းရဲနေတာပဲကျွတ်တို့သိလဲဆင်းရဲတယ်ကျွတ်တို့မသိလဲပဲဆင်းရဲတယ်ဆင်းရဲမှသိမသိသူကတော့ဆင်းရဲနေတဲ့တဘာဝအဲ့ဒါအမှန်တရားကြီးပဲတဲ့အဲ့ဒီဆင်းရဲနေတဲ့ဒီအမှန်တရားကြီးကဘာကြောင့်ဖြစ်နေတာတုံးလို့မေးရင်ဒီဆင်းရဲနေတဲ့တရားကြီးကိုဆင်းရဲမှမသိတဲ့အတွက်ကြောင့်ဒီဆင်းရဲနေတဲ့တရားကြီးရဲ့ပုံမှာပဲတွေ့တာမမောမှုဖြစ်သွားတယ်အဲ့ဒီတွေ့တာမမောမှုကိုဒါလောဘခေါ်တာမြတ်စွာဘုရားကတော့သစ္စာကိုဟောတဲ့နေရာမှာလောဘဆိုတဲ့အသုံးနှုန်းနဲ့မဟုတ်ဘူးတဏှာဆိုတဲ့အသုံးနှုန်းနဲ့ဟောတယ်နော်ယာယံတဏှာပောနောဘဝိကာနန္ဒီရာဂသဟကတံတတရဘိနန္တိနိနော်ဆင်းရဲဒုက္ခကိုဖန်တီးသူတင်စားပြောတာပေါ့နော်လောဘရဲ့စွန့်ရည်တတ္တိတဏှာရဲ့စွန့်ရည်တတ္တိကိုဘယ်လိုပြောတာတော့ဘဝတစ်ကိုတဖန်ဖြစ်စေတတ်တယ်နှစ်သက်မှုဆွဲမှုနဲ့အတူတကွဖြစ်တယ်ရောက်ရဘဝရရအာယုံမှာပျော်မွေ့တတ်တဲ့သဘောရှိတယ်ဟောလောဘကိုအဲ့လိုလေးအသေးစိတ်နားလည်အောင်ပြောတာအဲ့ဒီလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားအဲ့ဒါဟာအမှန်တရားတဲ့ဒုတိယမြောက်အမှန်တရားနော်ပထမမြောက်အမှန်တရားဘဝဆင်းရဲခြင်းဖြစ်တယ်ဆိုတဲ့အမှန်သူကပိုင်းခြားပြီးတော့သိရမယ့်အမှန်တရားဒါကိုလည်းမှတ်ခဲ့ပါနော်ဒုတိယမြောက်လောဘသည်ဒုက္ခအလုံးကိုဖြစ်စေတတ်တယ်ဆိုတဲ့အမှန်တရားသည်ပယ်ရှားပြရမယ့်အမှန်တရားတီးပယ်ဒီလိုရေးသွားမယ်နော်အဲ့လိုဆိုလို့ချင်းဘုန်းတို့တတိယသစ္စာပါတော့និရောဓသစ္စာအပြည့်အစုံကတော့ဒုက္ခនិရောဓသစ္စာဒုက္ခငြိမ်းခြင်းအမှန်ဒုက္ခငြိမ်းခြင်းအမှန်ဆိုတာဘာကိုပြောတာတုံးဆိုတော့လောဘငြိမ်းသွားတဲ့သဘောတဏှာချုပ်သွားတဲ့သဘောကိုပြောတာတဲ့ဟုတ်လားဒါကြောင့်နိဗ္ဗာန်ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်တာတော့မြတ်စွာဘုရားယောတတ္တယေဝတဏယအတ္တိတဝိဒါကនិရောဓစာကောပရိနိတ္တကောမုဒ္တိအနာလေယောနော်ကျွတ်ရဲ့နှုတ်ထဲမှာအလုံးကိုပြည့်စုံတဲ့တန်ဖိုးဖြတ်လို့မရတဲ့နော်စကလုံးတွေကအကုန်လုံးရှိနေပြီသားဒါကိုအသုံးချရမယ်နော်ဟုတ်လားဒါသုံးခုမြောက်အမှန်တရားဒုက္ခငြိမ်းတယ်ဆိုတာနော်လောဘငြိမ်းသွားတဲ့သဘောကိုပြောတာတနည်းအားဖြင့်လောဘမငြိမ်းမင်းနဲ့ဒုက္ခဘယ်တော့မှမငြိမ်းဘူးနော်နောက်၄ခုမြောက်အမှန်တရားကဘာလို့အဲ့ဒီဒုက္ခငြိမ်းရသည်ကိုရောက်ချင်တယ်အဲ့ဒီဒုက္ခငြိမ်းရသည်ကိုစိုက်သွားခြင်းနဲ့ဆိုရင်ဟောတတိယအမှန်တရားကသူကစိုက်ရောက်အောင်လုပ်ရမယ်အမှန်တရားဟိုပို့ပြီးတော့လူငယ်တွေနားလည်အောင်ပြောရင်ဉာဏ်နဲ့တက်ဝင်နိုင်အောင်ကြိုးစားရမယ်အမှန်တရားအဲ့ဒီအမှန်တရားတွေကိုကိုယ့်ရဲ့ဉာဏ်ကစိုက်ရောက်သွားခြင်းနဲ့ဆိုလို့ရှိရင်အမှန်မြင်မှုတမာတိတိကောင်းဆောင်တဲ့မဂ်ခင်၈ပါးကိုကိုယ်တန်တန်မှာပြည့်စုံအောင်ကြိုးစားရမယ်အမှန်မြင်မှုတမာတိတိဆိုတာသူကလည်းအဆင့်အမျိုးမျိုးရှိတယ်နော်စောတော်ကပုဂ္ဂိုလ်တ attva မရှိဘူးယုံနာပဲဖြစ်နေတာလို့သိတာတမာဒိဋ္ဌိပဲ
ဖန်ဆင်းလို့ဖြစ်နေတာမဟုတ်အကြောင်းပဲဖြစ်နေတာမဟုတ်ဘူးအကြောင်းကျိုးသဘာဝတွေလို့သိတာတမာဒိဋ္ဌိဟုတ်လားအနိစ္စဒုက္ခအနတ္တဖြစ်နေတာလို့သိရင်လည်းတမာဒိဋ္ဌိအရှင်းအမြင့်ဆုံးတမာဒိဋ္ဌိကတော့တစ္ဆာလေးပါးကိုသိတယ်ဘောဟာဆင်းရဲတယ်လို့သိတာကလည်းတမာဒိဋ္ဌိလောဘသည်ဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်လို့သိတာတမာဒိဋ္ဌိလောဘငြိမ်းခြင်းသည်ဒုက္ခငြိမ်းခြင်းလို့သိတာတမာဒိဋ္ဌိတမာဒိဋ္ဌိသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းဖြစ်တယ်လို့သိခြင်းသည်တမာဒိဋ္ဌိလဲသွားမယ်နော်တမာဒိဋ္ဌိရဲ့အစွမ်းကိုပြန်သိတာဒီပင်လင်တမာဒိဋ္ဌိတမာဒိဋ္ဌိ၄မျိုးဒါသာသနာတွင်မှာရနိုင်တဲ့တမာဒိဋ္ဌိသာသနာ့ဘအခါကာလမှာလည်းရနိုင်သေးတဲ့နောက်ထပ်တမာဒိဋ္ဌိအခြေခံတမာဒိဋ္ဌိတစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဆိုတော့ကမ္မတက္ကတာတမာဒိဋ္ဌိစေတနာရဲ့စွမ်းရည်တတ္တိကိုမြင်တာကျတို့အလုပ်တစ်ခုလုပ်ပြီးစကားတစ်ခုပြောပြီးအတွေးတစ်ခုတွေးပြီးဆိုရင်စေတနာရဲ့တိုက်တွန်းနှိုးဆော်မှုအောက်မှာပဲဘုံဘုံတို့တွေးကြတာပြောကြတာလုပ်ကြတာအဲ့ဒီစေတနာကခေါင်းဆောင်ပဲသူကအတွင်နှိုးဆော်ရေးသမားပဲသူကဟုတ်လားအဲ့ဒီစေတနာကောင်းတဲ့အလုပ်တွေကိုတိုက်တွန်းတာရှိသလိုမကောင်းတဲ့အလုပ်ကိုတိုက်တွန်းတာလည်းရှိတယ်ကောင်းတဲ့အလုပ်တွေဖြစ်မြောက်သွားအောင်တိုက်တွန်းနှိုးဆော်တဲ့စေတနာကိုဒါကုသိုလ်ကံခေါ်တာပေါ့မကောင်းတဲ့အလုပ်တွေပြီးမြောက်သွားအောင်တိုက်တွန်းနှိုးဆော်တဲ့စေတနာကိုအကုသိုလ်ကံလို့ခေါ်တယ်အဲ့ဒီစေတနာတွေဟာဆင်းရဲခြင်းချမ်းသာခြင်းကိုဖန်တီးတဲ့နေရာမှာသူမတူအောင်အစွမ်းထက်တယ်ပေါ့ကျတုဘဝတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းတွေကိုသူတို့ပဲတိုင်ခံပြီးတော့ဖန်တီးနေကြအဲ့ဒါကိုကျတုမြင်တယ်ဆိုလို့ရှိရင်ဘာလို့ခေါ်မလို့ကမ္မတက္ကတာတမာဒိဋ္ဌိဒါသမာသာသနာ့ဘခါကာလမှာလည်းပဲရနိုင်တယ်ပေါ့သို့တော်လည်းပဲရသော်ဘုရားဟောပြတဲ့ဒေသနာတွေနဲ့တွေ့ရသလောက်တော့ပြည့်စုံအောင်ရနိုင်ဖို့တော့မလွယ်ပါဘူးမြတ်စွာဘုရားပွင့်လာပြီဆိုတဲ့အခါကျတော့ဒီကမ္မတက္ကတာတမာဒိဋ္ဌိကိုလည်းပဲအသေးစိတ်ဘုံဘုံတို့သိခွင့်ရတယ်ပေါ့ဆိုကြပါစို့တရားပြောရင်းနဲ့ရှည်တော့မယ်နဲ့တူတယ်နော်တောရိယပုံနာကြီးရဲ့တတိကြီးရဲ့တာပစုတော့သူ့ဘဟုတ်လားသူ့ဖေခွေးဖြစ်နေတာကိုအရင်ဘဝကမြုပ်ခဲ့တဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ညွန်ပြစေသောအဖြစ်တော့မြတ်စွာဘုရားအမြင်ရှင်းအောင်လုပ်ပြီးတော့သူ့ဘလူလင်ကအလွန်ထင်ကြီးသွားတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားကိုသူ့တသက်လုံးမပြေမလဲဖြစ်နေတဲ့မတင်မကျဖြစ်နေတဲ့ပြဿနာတွေကိုသွားမေးတာလေလူတွေဟာလူချင်းတူပါလဲနဲ့တချို့အသက်ရှည်တယ်တချို့အသက်တိုတယ်တချို့ကျမ်းမာရေးကောင်းတယ်တချို့ကျမ်းမာရေးညံ့တယ်နေတာထိုင်တာချင်းတူပေမလို့ဟုတ်တယ်တချို့မရဘူးကျမ်းမာရေးအထိမခံနော်တချို့ယုံလာတယ်တချို့ယုံမလာဘူးတချို့ပိုင်ဆိုင်မှုအားကြီးတယ်တချို့အစင်ရဲမွေးတေးတယ်တချို့အချမ်းရံပေါ်တယ်တချို့အချမ်းရံမရှိဘူးတချို့အမျိုးမြတ်တယ်တချို့အမျိုးယုံညံ့တယ်တချို့ပစ္စည်းဥစ္စာကျွဲဝတယ်တချို့ပစ္စည်းဥစ္စာနွမ်းမာတယ်တချို့ညံကြီးတယ်တချို့ညံနေတယ်ဒီလိုကွဲပြားနေတာဘာကြောင့်လဲအဲ့ဒီမှာမြတ်စွာဘုရားကအတိတ်အကြောင်းကိုဦးစားပေးပြီးတော့ဟောတာမရှိဘူးလားဒါပါလဲဆိုရင်ကံနဲ့ပတ်သက်ပြီးတော့အသေးစိတ်မြတ်စွာဘုရားရဲ့ကျေးဇူးတရားကြောင့်ဘုန်းဘုန်းတို့အများကြီးသိခွင့်မရဘူးလားရတော့ဒါတွေဟာဘာတွေလဲလို့မေးရင်တမာဒိဋ္ဌိအဲ့ဒီတမာဒိဋ္ဌိခေါင်းဆောင်တဲ့မဲခင်၈ပါးဒီကိုယ်တန်တမှာပြည့်စုံအောင်ကိုကြိုးစားမယ်ဆိုလို့ရှိရင်သို့တော့ပြောခဲ့တဲ့ဒုက္ခငြိမ်းရာအငြိမ်းတဲ့နိဗ္ဗာန်ကိုဆိုက်ရောက်စေမဲ့အဲ့ဒါလမ်းကြောင်းအဲ့ဒီလမ်းကဘယ်တော့မှပန်းနိုင်မလွဲချောအဲ့ဒါအမှန်တရားပဲတဲ့အဲ့ဒီလမ်းဒီအဲ့ဒီပန်းနိုင်ဒီကိုရောက်လိမ့်မယ်ပို့ကိုပို့လိမ့်မယ်ဒါဟာ၄ခုမြောက်အမှန်တရားနော်သစ္စာတဘုံတို့တရားကောင်းစဉ်လေးဘယ်လိုပေးထားတာတော့ငြိမ်းအေးဖို့အတွက်သစ္စာသိပါဟုတ်ပြီနော်တကယ်ငြိမ်းအေးသွားခြင်းနဲ့ဆိုရင်အဲ့ဒီသစ္စာသိအောင်လုပ်ရမယ်ဒါသစ္စာသိတယ်ဆိုတာလည်းပဲဘုံဘုံတို့မဉ္ဇဉ်ဘုံဉဏ်နဲ့ထိုးထွင်းပြီးတော့သိတဲ့အဆင့်ကတော့ဘုံဘုံတို့မျှော်လင့်ထားရမယ်ရည်မှန်းချက်ထားရမယ်နောက်ဆုံးအမြင့်မားဆုံးအဆင့်ပေါ့နော်အဲ့ဒီအဆင့်ကိုမရောက်သေးခင်မှာလည်းပဲဘုံဘုံတို့တွေဟာဒီသစ္စာ၄ပါးရဲ့အကြောင်းကိုစဉ်းစားဆင်ခြင်ခြင်းအပြင်ကိုယ့်ရဲ့ဉာဏ်ပညာကိုထက်မြက်အောင်ဘယ်လိုမလို့စူးစမ်းရမယ်မြတ်စွာဘုရားကလောက်ထီတောင်ဟောလဲဆိုလို့ရှိရင်လူတယောက်ဉာဏ်ဘယ်လောက်ထက်လဲမထက်လဲဆိုတာကိုသိခြင်းရင်သစ္စာ၄ပါးရဲ့ပုံမှာဘယ်လောက်နားလဲတယ်လဲနားမလဲဘူးလဲဆိုတဲ့အချက်နဲ့တိုင်းတာရမယ်လို့အဲ့လိုဟောတာပို့ပြီးတော့ရှင်းအောင်ပြောရရင်ဘဝတွေဟာဆင်းရဲတဲ့သဘောမျှတာဖြစ်နေတာပါဆိုတော့ကိုဘယ်လောက်နားလဲလဲဘသူပ္ပံရှိမရှိပညာတတ်မတတ်ယုံနာရင်လို့ဖြစ်နေလို့ရှိရင်ဒါကောင်းမွန်တဲ့သဘာဝတွေမဟုတ်ဘူးဆိုတဲ့အချက်ကိုဘယ်လောက်နားလဲတယ်လဲတကယ်တမ်းကအမှန်တရားဆိုတဲ့အတိုင်းဘဝဟာဆင်းရဲခြင်းဖြစ်တယ်ဆိုတာဟာဘာနဲ့မှဖုံးကွယ်လို့မရပါဘူးအထင်ရှားဆုံးကတော့သေခြင်းတရားပေါ့ဒါကြောင့်ဘုံဘုံခဏတရားစကားတွေထည့်ပြောတယ်ဘဝဟာဒုက္ခသစ္စာဖြစ်တယ်ဆိုတာဟာသေခြင်းဟာအခိုင်လုံဆုံးသက်သေပဲနော်အဲ့ဒီသက်သေကိုသာဘုံတို့ဖိပြီးတော့စစ်အဲ့ဒါဆိုရင်အမှုမှဟာပေါ်ကိုပေါ်လိမ့်မယ်
အမှုမှန်ဆိုတော့ဘာပြောတာလဲဘဝဟာဒုက္ခသစ္စာဖြစ်တယ်အဲ့ဘဝကကျုပ်ဒုက္ခပါလို့ဖြောင့်ချက်ပေးလိုက်နော်ဘယ်သူ့ကိုကျုပ်တို့စစ်ရမှာတော့သေခြင်းကိုစစ်ဟုတ်လားနော်သေသွားမှာပဲလေသေရမယ့်ဘဝပျောက်သွားရမယ့်ဘဝဗာမြန်းထင်ကြီးတွေကရှိတယ်လေဆိုတာကိုကိုယ့်အကိုနားလေအောင်လုပ်ရနော်သေခြင်းကိုစိတ်နဲ့ထပ်ခါတွေ့ပေးအမြင်မှန်မှုတွေရလာမယ်နောက်ဆုံးမြတ်စွာဘုရားဘယ်လောက်ထိဒီလူအမြင်မှန်သွားမလဲဆိုရင်နော်သေခြင်းကိုစဉ်းစားရင်လေဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပဒမယဘေညာယတမ္မောဓာယနိဗ္ဗာန်ယတံဝတ္တတိအကျိုးကျေးဇူး9မျိုးဟောတယ်နောက်ဆုံးအကျိုးကျေးဇူးဟာအဲ့ဒါကိုပြောတာပဲအငြိမ့်တဲ့နိဗ္ဗာန်ကြီးကိုတောင်ဆက်ရောက်သွားမယ်လို့ခေါ်တာဘယ်ကနေတဆင်းရောက်မှဆိုသစ္စာကိုသိပြီးတော့ရောက်သွားမှာဘဝဆင်းရဲခြင်းလို့တကယ်သိသွားတဲ့ဘဝရဲ့ပုံမှာမဲ့မောမှုအစဉ်စဉ်ချုပ်သွားအဲ့ဒီမှာအငြိမ့်တဲ့ကိုရဒါကိုပြောတာနော်အဲ့တော့ဘုန်းတို့သစ္စာ၄ပါးထဲမှာအရေးအကြီးဆုံးကတိဆိုတဲ့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိဖို့ကိစ္စအရေးကြီးဆုံးဟောဆိုသူ့ကိုဘုန်းတို့ကသိလို့ရှိရင်သိသလောက်ဉာဏ်ထက်တယ်လို့ပြောလို့ရတယ်လို့တစ်ဖက်မှာလည်းပဲဘဝကိုဆင်းရဲတယ်လို့မသိတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာမဲ့နေတဲ့လောဘအဲ့ဒီလောဘကိုလည်းပဲသူဘာဖြစ်သွားနိုင်နော်ယောပါသွားခြင်းနဲ့ဒါကိုအကောင်းဆုံးဖြစ်အောင်လုပ်ရရောက်တယ်လို့ဘုံမောတော့အဲ့လိုမြင်တယ်။ဟောဆိုကျွတ်တို့ဒီလောကကြီးတစ်ခုလုံးမှာလူတွေပေါ့အထူးသဖြင့်ပြောကြပါစို့။ဘာလို့ဆိုးနေကြတာတော့ဘာလို့ယုံမှန်နေကြတာတော့ဘာလို့ကောက်ကျစ်နေကြတာတော့ဘာလို့မတရားမှုတွေကလောကကြီးမှာကြီးစိုးနေရတာတော့လို့ဝေဖန်ကြည့်မယ်ဆိုရင်တရားခံမစိုးကိုတွေ့နိုင်တော့လောဘကိုတွေ့နိုင်တယ်။နော်တခုခုလိုခြင်းလို့လူတွေကလုပ်ကြတယ်။အာလောဘတာဟတာကာရနိကတိဝင်္စနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မေတုတတ္တမလောဘနာရောစီဘုန်းဘုန်းတို့ဟောတာကန္နဇတ်ဆိုရှိရဆူတောင်း6မျိုးဟုတ်လားလောဘရဲ့အပြစ်ကိုပြောတာနော်ရက်စက်မှုတွေရှိတယ်လိန်ညာကောက်ကျစ်မှုတွေရှိတယ်လောကကြီးမှာရှင်ဘတ်ပေါ်ကိုဒုတ်တို့ဓာတ်တို့လက်နှစ်မျိုးစုံတင်ပြီးတော့ချင်းချင်းရက်စက်နေကြတာရှိအတုကိုပြပြီးတော့မဟုတ်တာကိုအဟုတ်လုပ်ပြီးတော့ကောက်ကျစ်နေကြတာတွေလောကမှာရှိတယ်ဟုတ်လားအဲ့ဒီရက်စက်မှုတွေကောက်ကျစ်မှုတွေကြောင့်လူသားတွေဟာအချင်းချင်းဒုက္ခပေးတာကိုခံပြီးတော့ဒုက္ခရောက်ကြတယ်အဲ့ဒီရက်စက်မှုကောက်ကျစ်မှုတွေဟာဘယ်လိုပုဂ္ဂိုလ်ရဲ့တန်တမှာငါတွေ့ရလဲဆိုရင်လောဘကြီးတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှာငါတွေ့ရတယ်တရားလောဘကိုငါမကြိုက်ဘူးတဲ့ဘယ်သူပြောတာတော့ဘုရားလောင်းရသိပြောတာနော်အာလောဘတာဟတာကာရနိဂတိဝင်္စနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မိတုတတ္တမလောဘနာရောရှိဘဝဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုသိရင်သိသလားအဲ့ဒီဆိုးဝါးတဲ့လောဘကိုဘုံဘုံတို့လျှော့ချနိုင်တယ်လောဘရော့ရင်ရော့သလောက်ကောက်တော်မှာပဲသူကနော်နောက်ဆုံးလောဘငြိမ်းပြီဆိုရင်အဲ့ဒါမဖြစ်သွားတာတော့အဲ့ဒါနိဗ္ဗာန်ရမှာပဲဘုံဘုံကနိဗ္ဗာန်ကိုစိတ်ဝင်စားတာတဲ့ဘဝဟာကောင်းလားဆိုးလားဆိုတဲ့ကိစ္စကိုပို့ပြီးတော့စိတ်ဝင်စားသိခြင်းအောင်ဆိုဘဝရဲ့အကြောင်းကိုနားမလည်ပဲနဲ့နိဗ္ဗာန်အကြောင်းနားလည်ဖို့ဘလို့မှမဖြစ်နိုင်ဘူးသဘောပေါက်ရဲ့လားဒုက္ခငြိမ်းရင်တယ်ဆိုလို့ရှိရင်ဒုက္ခကိုသာဒုက္ခမှန်သိအောင်ကြိုးပမ်းအဲ့ဒါဆိုရင်ဒုက္ခမှန်သိရင်ဒုက္ခပေါ်မှာတွေ့တာမှုနည်းမယ်အဲ့ဒါငြိမ်းအေးခြင်းလမ်းစာတွေ့တာမှုချုပ်တဲ့တနေ့ငြိမ်းသွားမှာဟုတ်လားတွေ့တာမှုကဘယ်ကြမှာချုပ်မှာတော့ဒုက္ခလို့တကယ်ပိုင်နိုင်သိတဲ့တနေ့မှာတွေ့တာမှုချုပ်သွားဒီသဘောကိုပြောတာနော်တတိဆိုတဲ့ကိစ္စကိုဘုန်းတော်ဦးစားပေးပြီးတော့နားလည်အောင်ဆောင်ရွက်နိုင်ရင်ဆောင်ရွက်နိုင်တဲ့လောက်ပယ်ဆိုတဲ့သစ္စာကိုလည်းပယ်ပြီးသားဖြစ်မယ်ဆိုင်ဆိုတဲ့និရောဓသစ္စာကိုလည်းဆက်ရောက်ပြီးသားဖြစ်မယ်ပွားဆိုတဲ့မေဃသစ္စာကိုလည်းပြည့်စုံအောင်အထုတ်ပြီးသားဖြစ်သွားမှာဘလောက်ကောင်းတော့ဒါကြောင့်သစ္စာ၄ပါးမှာတိပေဆိုင်ပွားဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုသာဖိပြီးတော့ဘုန်းတော်နားလည်အောင်ကြိုးစားအဲ့ဒီလိုကြိုးစားခြင်းဒီပင်လျင်ကိုငြိမ်းအောင်လုပ်တယ်အဲ့ဒါကိုလက်တွေ့လဲဘုံဘုံကတော့အသုံးချကြည့်စေခြင်းပါလေနောက်ဆုံးလောဘချုပ်ပြီးတော့အငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်ပြီးတော့ငြိမ်းသွားတဲ့အငြိမ့်ကြီးငြိမ်းသွားတဲ့အနေအထားကတော့အကောင်းဆုံးပေါ့နော်အဲ့လိုအနေအထားကိုမရောက်သေးဘူးဆိုရင်တောင်နော်ဘဝမှာပူလောင်မှုတွေပင်ပန်းမှုတွေဒါတွေကိုလျှော့ချနိုင်ဖို့အတွက်ဘုန်းတို့ဟာနော်မှားယွင်းမှုအဝိဇ္ဇာကြောင့်ဖြစ်နေတဲ့ကိလေသာတွေကိုလျှော့ချနိုင်ဖို့လိုတယ်အဲ့ဒါကိုလျှော့ချနိုင်တယ်ဆိုရင်အမှန်တရားကိုမြင်အောင်ကြည့်နော်အကျိုးရလဒ်အနေနဲ့ပူစီလောင်စီပန်းစီတဲ့တရားတွေကိုဘုန်းတို့ဟာယုံနေအောင်လုပ်ရရောက်သွားဒီတဘောကိုပြောတာနော်ဒါကြောင့်ငြိမ်းအေးဖို့အတွက်သစ္စာသိပါတော့ဆိုလိုတာကစိတ်နှလုံးငြိမ်းအေးခြင်းနဲ့ဆိုရင်ဘဝရဲ့အမှန်တရားကိုမြင်အောင်လို့ပြောတာနော်ဘဝရဲ့အမှန်တရားဘုံဘုံအများကြီးပြောခဲ့တယ်နော်စိတ်စေတနာရဲ့စွမ်းရည်တတ္တိတွေကိုမြင်တာလဲဘဝရဲ့အမှန်တရားကိုမြင်တာပဲငါစိတ်ကောင်းလေးထားမှအဆင်ပြေမှာစိတ်ကောင်းမထားရင်တော့ငါဆင်းရဲမှာလို့သိဟုတ်လားဘ
ပုဂ္ဂိုလ်တ attva မရှိဘူးယုံနေပဲဖြစ်နေတာလို့မြင်တာလဲဘဝရဲ့အမှန်တရားကိုမြင်တာပဲဖန်ဆင်းလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးအကြောင်းကျိုးသဘောတွေလို့မြင်တာလဲဘဝရဲ့အမှန်တရားကိုမြင်တာပဲဒါပေမဲ့အဆင့်တော့မတူဘူးပေါ့နော်အနိစ္စဒုက္ခအနတ္တကိုသိတာလဲဘဝရဲ့အမှန်တရားကိုမြင်တာပဲနောက်ဆုံးသစ္စာ၄ပါးကိုသိပေဆိုင်ပေါ်တခါတည်းပိုင်းခြားပြီးတော့သိတဲ့အနေအထားတိရောက်အောင်မြင်မယ်ဆိုရင်တော့ဒါအထွတ်ထိပ်မြင်သွားတာသစ္စာကိုအထွတ်ထိပ်မြင်သွားတာအဲ့ဒီလိုမြင်မှပူလောင်မှုတွေအကုန်လုံးဟာငြိမ်းမှာဒါကတော့ဘုံဘုံတို့သာသနာနဲ့တွေ့တဲ့အခါမှာမဖြစ်မနေဘုံဘုံတို့ရဲ့နော်စိတ်ထဲမှာကျွမ်းကျင်မှုရှိထားရမယ်အပိုင်းလို့ဘုံဘုံကဆိုခြင်းပါတယ်ဟုတ်လားသို့တော်လည်းပဲဘုံဘုံတို့တွေကဉာဏ်ပညာမထက်မြက်ကြသေးတဲ့အတွက်ကြောင့်ပြောရရင်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိကြသေးတဲ့အတွက်ကြောင့်ဘဝကိုမမောမှုကလည်းအကြီးရှိမနေဘူးလားရှိနေသေးတဲ့အတွက်ကြောင့်ဒီဘဝမသေးခင်မှာလည်းဘဝကိုဖြတ်သန်းမယ်ပြီးရင်လည်းပဲဘဝတဏမကင်းသေးတဲ့အတွက်ကြောင့်ဘဝတွေကဆက်ပြီးတော့သွားအောင်မယ်ဖြစ်အောင်မယ်အဲ့လိုဆိုရင်ဒီဘဝနဲ့တန်တရားအတွက်ဘုန်းဘုန်းတို့ဘာအားကိုးမလဲဆိုရင်အစဉ်ပြေဖို့အတွက်မေတ္တာကိုအားကိုးသူ့ကိုလည်းဘုန်းဘုန်းတို့ပြစ်လို့မရဘူးဘာလို့ဆိုကျွတ်တော့နော်ဒီတဘဝလေးနဲ့အပြီးတတ်နိုင်မဲ့ပုံကိုယ်တွေမဟုတ်ကြသေးဘူးလို့ဘုန်းဘုန်းကလို့မြင်တယ်ဟုတ်လားအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ဘာကိုအားကိုးမလို့မေတ္တာကိုအားကိုးမယ်နော်အစဉ်ပြေဖို့အတွက်မေတ္တာရှိပါနောက်ဆုံးဉာဏ်ထက်လာတဲ့တနေ့ကိုရောက်လာအောင်မှဉာဏ်လည်းရက်နေမှာမဟုတ်ဘူးနော်ဟာဒီလိုပဲမပြင်းမရိတကားတဲ့တစ်ဖြစ်ပြီးဖြစ်တစ်ဖြစ်ပြီးတစ်ဖြစ်နေရတဲ့အနေအထားကိုလည်းပဲဘုန်းဘုန်းတို့ဟာနော်ဉာဏ်ထက်လာတဲ့တနေ့မှာညီးငွေလာတာမျိုးဖြစ်လာနိုင်တယ်ဘဝလွတ်မြောက်ခြင်းစိတ်ပေါက်တဲ့တနေ့ကိုဘုန်းဘုန်းတို့ဟာရောက်လာနိုင်တယ်နော်အဲ့လိုရောက်လာပြီဆိုလို့ရှိရင်တော့ဘုန်းဘုန်းတို့ဟာမလုပ်ရမလို့သစ္စာသိအောင်ကြိုးစားရမယ်အခုတည်းကစပြီးတော့အဲ့ဒီအနေအထားလေးကိုမြင့်မားလာအောင်ပြုစုပြောထောင်မယ်ဆိုရင်လည်းအလွန်ကောင်းမယ်ပေါ့နော်မြန်မြန်ငြိမ်းလေကောင်းလေပဲလေမိဆိုမှတော့မြန်မြန်ငြိမ်းသွားလေကောင်းလေဒုက္ခဆိုမှတော့မြန်မြန်ချုပ်သွားလေကောင်းလေကျွတ်တို့ကမငြိမ်းကျင်သေးပါဘူးမချုပ်ချင်သေးပါဘူးတခါတည်းဇိမ်ဆွဲပြီးတော့နေကျင်သေးတယ်ဆိုတာကမကောင်းမှန်းကိုမသိသေးလို့ပဲဟုတ်လားအဲ့တော့ဘုံဘုံတရားကတော့ဘဝထဲမှာနေအောင်မယ်နေရအောင်မယ်ဆိုတဲ့အနေအထားကိုကြည့်ပြီးတော့အကောင်းဆုံးအားကိုးစရာတရားအနေနဲ့မေတ္တာကိုဘုံဘုံတို့တတိပြုစေခြင်းပါတယ်ဟုတ်လားနောက်ဆုံးဘဝကလွတ်မြောက်သွားဖို့အတွက်မြတ်စွာဘုရားတကယ်ဖြစ်စေခြင်းနဲ့ဆန္ဒတော်ကြီးပြီးဝဖို့ဆိုလို့ရှိရင်တော့ဘုံဘုံတို့သစ္စာသိအောင်ကြိုးစားသစ္စာမသိသေးရင်တော့ဘုံတို့အစဉ်ပြေတယ်ဆိုတာတွေကလည်းပဲပြောရရင်အမခံချက်တော်ရှိလာတယ်လို့မဆိုနိုင်သေးဘူးနော်ဒါကြောင့်သစ္စာမသိသေးတဲ့လူရဲ့ဘဝဟာတော့ဒုတ်ချောင်းတစ်ချောင်းကိုအပေါ်မြောက်လိုက်တယ်အရင်ကကြာရင်လည်းကြာမယ်ဖျားကြာရင်လည်းကြာမယ်လို့ဒီလိုဟောတာနော်မြတ်စွာဘုရားဟုတ်လားအစဉ်ပြေခြင်းလည်းပြေမယ်ပြေခြင်းမှလည်းပြေမယ်မကောင်းတဲ့မိတ်ဆွေတွေနဲ့တွေ့ပြီးတော့ချင်းဒီဆိုးသွားတာလည်းဖြစ်ချင်းရင်ဖြစ်နိုင်တယ်ဘာမှပြောလို့တော့မရဒါကြောင့်သာသနာနဲ့တွေ့တဲ့အခါမှာတော့နော်အဆုံးစွန်ဘုံဘုံတို့မျှော်မှန်းချက်တွေကိုအမြင့်ဆုံးထိထားဖို့တော့မလိုဘူးလားလိုတယ်နော်အဲ့ဒါဘာတော့ငြိမ်းအေးဖို့အတွက်သစ္စာသိပါတဲ့အဲ့ဒါသတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်ဘဝရဲ့ဆင်းရဲတယ်ဆိုတဲ့အမှန်တရားသစ္စာကိုဘုံဘုံတို့ပိုင်းခြားပြီးတော့သိနိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်သတိပဋ္ဌာန်တရားကိုကြိုးစားပြီးတော့သစ္စာသိအောင်အားထုတ်ကြရမယ်ပေါ့ဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်ဘုန်းတို့တရားဟောတာတဏှာကြီးနည်းနည်းပို့သွားပြီနော်တော်လောက်ပြီလို့ထင်ပါတယ်ဟုတ်လားအစဉ်ပြေဖို့အတွက်မေတ္တာရှိပါငြိမ်းအေးဖို့အတွက်သစ္စာသိပါနော်တရားကောင်းစဉ်လေးကိုတော့မမေ့စေချင်ပါဘူးနော်ဒါကိုယ့်ရဲ့ဘဝလမ်းခရီးမှာအကောင်းဆုံးလမ်းညွှန်ချက်တွေအကောင်းဆုံးဆရာတွေလို့ဒီလိုလည်းပဲဘုံဘုံကမြင်စေခြင်းပါတယ်နော်ကိုယ်အကောင်းဆုံးဖြစ်အောင်တတိပေးနေမယ်စကလုံးလေးတွေဖြစ်မယ်လို့လည်းထင်ပါတယ်ဟုတ်လားအစဉ်ပြေဖို့အတွက်မေတ္တာရှိပါငြိမ်းအေးဖို့အတွက်သစ္စာသိပါတဲ့ဒါကြောင့်မေတ္တာလည်းရှိအောင်ကြိုးစားနိုင်ကြတဲ့သစ္စာလည်းသိအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒီဓမ္မကံတရားနာပိသပေါင်းတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အား
တာဝမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နတ်ကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်းတည်းဆိုသောဆေရသောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဃထံလေးရောက်ပရတံလေးရောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း